မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအမြဲတတ်ဖို့ကြံနေတဲ့လူတယောက်ရှိတယ်ဘယ်သူလဲအားလုံးသိတယ်နော်ရာဇဝင်လူဆိုးကြီးပေါ့ဗျာနော်ဒေဝဒတ်ကဘုရားကိုနီးမျိုးစုံနဲ့သူတတ်ဖို့ကြံတယ်ပထမသင်္ကန်းဝတ်လာတော့ကတော့ तू ကအကောင်းပဲငါတို့တာကေဝေမင်းမျိုးကယဟန်ဖြစ်ပြီးတော့ဘုရားဖြစ်နေတဲ့ငါတို့နောင်တော်ကြီးတိဋ္ဌထမင်းသားဂေါရမဘုရားမှာသူ့အမျိုးတွေအချမ်းအယံမရှိဘူးအဲ့တော့ငါတို့ညီတွေလှုပ်တဲ့ပုဂ္ဂိုလ်ကသူသာစက်ကြမင်းဖြစ်ရင်နောက်ကနေလွှတ်ကြွနဲ့လိုက်ကြမှာအခုဖျားလုံနေတဲ့အခါကျတော့ဘယ်သူမှလိုက်မဲ့လို့မရှိဘူးအဲ့ဒါတို့ညီကိုတွေတာဝန်မကျေဘူးဆိုပြီးတော့သူတို့မင်းသား6ယောက်သင်္ကန်းဝတ်ဖို့လိုက်သွားတာအဲ့ဒါဒေဝဒတ်ပါစေတနာကောင်းနဲ့လိုက်သွားတာပဲလိုက်သွားပြီးဟိုရောက်တော့သင်္ကန်းဝတ်ပြီးတော့9ရက်အတွင်းသူကလည်းထူးချွန်လိုက်တာက9ရက်အတွင်းမှာဇန်တရားတွေအပြည့်စုံရပြီးတော့အဘိညာဉ်6ပါးအကုန်ရပေါ်မမနဲ့ဒေဝဒတ်ကိုနော်ခုခင်ဗျားတို့တရားစခန်းနေအချင်းချင်းဝင်နေတာဘယ်နဲ့တော့ဘာဇန်တွေရကုန်မလို့ဟိုက9ရက်နော်အဲ့ဒါမြေရှိုးမိုးပြန်နိုင်တယ်နော်ဒုက္ခန္ဓာကိုယ်ကြီးကိုငကားတွေကလုံးတွေဖန်ဆင်းနိုင်တဲ့အိဋ္ဌိဝိဒအဘိညာဉ်တို့နော်စေတောပရိယအဘိညာဉ်တို့သူအကုန်ရတော့လူဆိုတာလည်းအခက်ပဲပုထုဇဉ်များဟာလေနှိမ့်ချနေတုံးသာမသိတာပဲမဲ့နဲလက်ထဲများဒုတ်ရောက်သွားရင်မလုပ်ချင်ရိုက်စီးစိမ်လေးနည်းနည်းရှိဝန်းကြွားချဲပေါက်တာက100ဘူးကြွားကျင်တာက1000ဘူးလောက်ဟမ်ဆိုတော့အိတ်ထဲအတောင်စိုက်လိုက်ရသေးတယ်မလားသဘောပါသလားအဲ့ဒါဘလို့ပုဂ္ဂိုလ်တွေအကျင့်အမျိုးရုပ်တွေရဲ့အကျင့်အဲ့ဒါဇံလေးရတာနဲ့ဖျားနဲ့အန်တုလာမာဖျားလောက်တော့ငါလည်းစွမ်းမှာနောင်တော်ကြီးလောက်တော့ငါလည်းစွမ်းတယ်အဲ့သူကမင်းမျိုးကလာတာဆိုတော့မင်းမျိုးအကျင့်ပါလာရှင်ဘုရင်မျိုးကတော့ရှင်းတယ်ဘုရင်တတ်ရင်ဘုရင်ဖြစ်တာဟုတ်ဗျအဲ့တော့ तू ကသူ့မင်းမျိုးလိုပဲ तू တွေးတယ်ဖျားတတ်ရင် तू ဖျားဖြစ်မယ်လို့ယူဆပြီးတော့ဖျားကိုတတ်ဖို့ကြံဟုတ်ပြီနော်ဒူလေးသမားတွေငှားပြီးတော့အဲ့တော့ကျေးစားလူသားသမားတွေပေါ့လေနော်ကျေးစားလူသားသမားတွေငှားပြီးတော့ဒူလေးတွေနဲ့ပြစ်တတ်ဖို့ပထမ1ယောက်လွတ်တယ်အကျွမ်းကျင်ဆုံးဒီနယ်မှာတော်ဆုံးဆိုတဲ့လေသမားကိုခေါ်ဘုရားကိုဘယ်နေရာချောင်းပြစ်လွတ်လိုက်တယ်အဲ့ဒီနောက်ကအဲ့ဒီလူကိုဖြောင်ဖို့နောက်2ယောက်အဲ့ဒီ2ယောက်ရဲ့နောက်ကအဲ့ဒီလူကိုဖြောင်ဖို့နောက်4ယောက်နောက်4ယောက်ရဲ့နောက်ကနောက်8ယောက်8ယောက်နောက်က16ယောက်အစပြောက်အောင်ဖြောက်ခိုင်းတာဘယ်ကောင်တတ်တယ်လဲဆိုတာမသိအောင်ဒေဝဒတ်အကြံကအဲ့လိုဟုတ်ပြီနော်ဒါပေမဲ့သူဟာတမ္မာအကြံလားမိစ္ဆာအကြံဓမ္မကိုဘယ်သောအခါမှအာဓမ္မကနိုင်ရိုးထုံးစံမရှိဘူးမှတ်ထားရှင်းသလားယုံလားကြည့်ဒေဝဒတ်နီးမျိုးစုံလောက်ကြတယ်မအောင်အဲ့လှေသမားတွေအကုန်လုံးဖရာတရားဟောတရားနာယဟန်ဝတ်သွားဘာလို့မရဒါအမှုသာစင်သူချက်ချင်းပေါ့ဟုတ်ပြီနော်ပထမလေးသမားပြစ်မလို့ကြတယ်မြားချိန်လိုက်တယ်ဖရာခေါင်းမှုခြုံပြီးထိုင်နေတာနော်ကြောက်ရွံ့ကြီးဖြစ်သွားတယ်နောက်2ယောက်လာတယ်ပြစ်မလို့ကြတယ်ကြောက်ရွံ့ကြီးဖြစ်သွားတယ်နောက်4ယောက်လာတယ်ပြစ်မလို့အမေကြောက်ရွံ့တရန်းကြီးနော်အဲ့ဒါပြီးတော့မှဖရာခေါင်းမှုခြုံဖွင့်ပြီးတော့တရားဟောတယ်အဲ့တော့လေးသမားတွေအကုန်ကျွတ်သွားတယ်နောက်တစ်ခေါက်နာရာဂိရိဆင်ကြီးနဲ့တိုက်သားဖို့ကြတယ်အောင်သလားမအောင်ဒါဖြင့်ကြောင်မောင်းဆင်ချတယ်အောင်သလားနီးမျိုးစုံလုပ်တယ်ပညာရှိကိုလှည့်စားလို့မရဘူးအဲ့တော့ဘလို့မှလုပ်လို့မရတော့ယဟန်တွေကြားထဲမှာဒေဝဒတ်အကြောင်းကိုပြောဆိုပြီးနေကြတယ်ဒေဝဒတ်တော်ဆိုးတယ်ဘုရားကိုနီးမျိုးစုံနဲ့သူလှုပ်ကြနေတာအောင်လည်းမအောင်ဘူးဒီအကြောင်းပြောနေတော့ဘုရားရှင်ကိုရောမြတ်ကြီးကဓမ္မသနပလင်ပေါ်ကိုတက်လာပြီးခြေသားတို့ငါမလာခင်မင်းတို့ဘာအကြောင်းပြောနေကြလဲမှန်လားပါဗျာဘုရားတပည့်တော်တို့အရှင်ဘုရားရဲ့ညီတော်မောင်ဒေဝဒတ်ရုံမှာကောက်ကျစ်ပုံနဲ့အရှင်ဘုရားကိုလှုပ်ကြံပုံတွေအကြောင်းတပည့်တော်တို့ပြောနေပါတယ်ဆိုတော့တဲ့ပညာရှိကိုဘယ်သောအခါမှလူယုံမှလှည့်စားလို့မ
မရဘူးဒေဝရအခုမှငါ့ကိုတတ်ဖို့ကြံခဲ့တာမဟုတ်ဘူးကွာဘဝများစွာတန်တရားတုံးကလည်းကြံခဲ့ဘူးတယ်သူတို့ကကဘာယံတွေကိုဗျနော်ရွဲကုန်တယ်ဘဝကလေးကညှို့ထားခဲ့တာဒီကောင်ငါတတ်မယ်ဆိုတာအဲ့ဒါဘဝဆက်တိုင်းလိုက်တတ်တာပဲရှင်းသလားကဲထားလိုက်တော့အဲ့တော့အညိုးတွေကကပိကဘာကလေးကလာခဲ့တဲ့ကဘာယံညိုးတွေဖြစ်နေတော့အရင်တော့ကလည်းငါဒီလိုပဲလှုပ်ကြံခဲ့တာပဲကွာဘုရားကပြောတော့ယဟန်တွေကအရှင်ဘုရားတဲ့အခုဘဝလှုပ်ကြံတာတွေတော့တပည့်တော်တို့မြင်တွေ့နေရတာကြားနေရတာဖြစ်လို့သိပြီးဖြစ်ပါတယ်အရင်တော့ကဒေဝရဘယ်လိုရုပ်လှုပ်ကြံခဲ့သလဲဆိုတာလေးတပည့်တော်တို့သိပြရစေအစဉ်သနာခြင်းကိုအကြောင်းပြုဟောကြားဆုံးမတော်မူပါဗျာဆိုတော့အေးတဲ့တခုသောဘဝတုန်းကကွာကောသံပီပီမှာကောသံဘိယဆိုတဲ့မင်းပြုနေတဲ့အချိန်ဒါတော့ဘုရားကာလကလေးကိုပြောပြတယ်ဒါပေမဲ့သူတို့ဇတ်တကယ်ကဘုရားအလောင်းတော်ဟာအဲ့ဒီအချိန်ကကောသံပီပြည်ကမနီးမဝေးကတောအုပ်တစ်ခုတည်းကဝယုံတယုံကိုအမိပြုတ်ပြီးနေတဲ့ကြက်ဖြစ်ခဲ့တယ်။ဘာဖြစ်ခဲ့လဲ။ဘုရားအလောင်းကကြက်အဲ့ဒီအချိန်မှာဒေဝရအလောင်းကအဲ့ဒီတောအုပ်ထဲမှာကြက်စားတဲ့စွန်ဟုတ်ပြီနော်ဒေဝရအလောင်းကဘာဖြစ်လဲဘုရားအလောင်းကကြက်နော်ဒေဝရကတောင်ခွန်အားပူကြီးနေသေးတယ်ဒီလိုဒေဝရကလည်းသူ့စုထူးနဲ့သူကတော့သူ့ဟာသူတယောက်တည်းဆိုကောင်းတယ်ဘုရားအလောင်းနဲ့တွေ့တဲ့အချိန်ကျမှဆိုးတာအဲ့တော့အဲ့လိုဆိုးနိုင်အောင်လဲသူအကောင်းတွေဟိုဘက်ကကျင့်ထားတော့ဒေဝရကအဆင့်မြင့်ပြီးဘုရားကအဆင့်နှိမ့်နေတဲ့ဘဝမျိုးလေးတွေလည်းအများကြီးကြုံခဲ့တာဟုတ်ပြီနော်ကဲထားလိုက်အခုဒေဝရကစွန်ခွန်အားပို့ကြီးတယ်ကောင်းကင်ကနေပြန်ပြီးတော့သွားတဲ့ပုဂ္ဂိုလ်အောက်ကဘုရားအလောင်းကကြက်အုပ်တအုပ်နဲ့နေတယ်ပေါ့လေအဲ့တော့စာထဲမှာတော့ဘုရားအလောင်းဖြစ်တဲ့အတွက်ကြက်မင်းလို့သုံးရှိသေးတော့အဲ့တော့ဒီစွန်ဟာအဲ့ဒီကြက်အုပ်ကိုစားခြင်းတော့ဥပ္ပယ်တမြင်နဲ့ကြက်တွေသင်းကွဲအောင်လုပ်ပြီးတကောင်ချင်းဖမ်းစားစွန်လာလဲစွန်လေစွန်ကိုလူလေသွားပြောလို့မဖြစ်ဘူးစွန်ကစွန်လေပဲဖြစ်ရှင်းသလားစွန်ကလည်းပါနတ်တယ်အဲ့တော့ဒေဝဒတ်လေခုနကလောက်ကြံတာပဲကြီးအစပေါ်မရအောင်နော်ဘယ်သူမှအစပေါ်မရအောင်တယောက်ကိုပြစ်ခိုင်းတယ်အဲ့တယောက်က2ယောက်လွတ်တယ်2ယောက်နောက်က4ယောက်လွတ်တယ်4ယောက်နောက်က8ယောက်လွတ်တယ်အစဖြောက်ခိုင်းတယ်ဟုတ်ပလားပရိယေသိတ်ကောင်းတယ်သူကဘယ်နေရာပရိယေကောင်းမဟုတ်တဲ့နေရာပရိယေကောင်းနေတာရှင်းသလားအေးအဲ့တော့ညံထက်တယ်ဆိုတော့မဟုတ်တဲ့နေရာသွားထက်နေမှလဲဆိုရသေးတယ်အကျိုးပြုမဲ့နေရာအသုံးမချဘဲနဲ့ဖြက်စီးမဲ့နေရာလွဲမားတဲ့နေရာမှာသွားသုံးနေရင်လဲအကျိုးနဲ့အပြစ်ဘယ်တဲ့ကများမလဲသူဒေဝရအလောင်းစွန်ဟာတကောင်ချင်းအမှဲ့ကြွေစားသွားတယ်နောက်ဆုံးဘုရားအလောင်းကြက်ဖကြီးတကောင်ပဲကြံဟုတ်ပလားအဲ့တော့ကြားတဲ့ကိစ္စတွေတော့စာထဲမှာပါတဲ့အတွက်တို့မပြောတော့ဘူးဘုရားအလောင်းကြက်မင်းလို့ပြောထားပြီးသူ့လူတွေမကာကွယ်နိုင်ဘူးလားလို့မေးရင်ဒါပြဿနာတက်အောင်ပါနော်အဲ့တော့ရှိသေးအကုန်သွားပြီဘယ်နှကောင်ပဲကြံတကောင်ပဲကြံတော့တယ်ကြက်မင်းကြက်တကောင်ပဲကြံတော့တယ်တကောင်ထဲမှာတော့မင်းခေါ်လို့မရတော့ပါဘူးနော်အုတ်ချုပ်เสียတကောင်မှမရှိပဲသူကသူ့ကိုသူမင်းသွားပြောလို့တော့မဖြစ်တော့ကြက်ဘုရားအလောင်းကြက်ကြီးတကောင်ပဲကြံတော့ရှင်းသလားဘုရားအလောင်းကြက်ဖာကြီးတကောင်ပဲကြံတော့တယ်ဒါပေမဲ့ဘုရားအလောင်းကြက်ကတော့သူ့ရှိတင်ပါသွားတယ်သူသိနေတော့ဝယုံတော်တဲ့ကစွန်ဝင်လို့မရတဲ့အထဲမှာသူကနေတယ်အခါကာလကြည့်ပြီးမှအစာထွက်ရှာတယ်စွန်မရှိတဲ့စွန်လာတဲ့အချိန်သူအထဲပြန်ဝင်တယ်အဲ့တော့ဒီစွန်ကြီးကဒီတကောင်ပဲကြံတော့တယ်ကြက်ကြီးကလည်းကြီးလိုက်တာကြက်ဖာကြီးနေတဲ့ကောင်ကြီးမဟုတ်ဘူးနော်အဲ့တော့ဒီကောင်ကြီးကိုစားကျင်နေတာဟိုကောင်တွေအကုန်စားပြီးပြီဒီကောင်ကြီးစားရရင်တော့တော်တော်မိန်ပါပဲနော်ဆိုပြီးတော့ချောင်းနေတာဒီနားမှာအဲ့တော့ကြက်ဖာကြီးကလည်းပညာရှိတဲ့လူပြီးပြီတတိလည်းရှိတယ်ပညာလည်းရှိတယ်ဒါလည်းမှတ်ထားအောင်နော်ပညာနဲ့ဘာနဲ့တွဲရမလဲတတိနဲ့တွဲရမလဲတတိဆိုတာအောက်မေ့တာနော်
ပညာဆိုတာပိုင်းခြားတတ်တဲ့ပညာအကောင်အဆိုးအကြောင်းအကျိုးအမှားအမှန်ပိုင်းခြားနိုင်တာကိုပါလေပညာရှိပြီးသတိမရှိရင်လည်းအငိုက်ခံမှာဟုတ်ပြီနော်သတိရှိပြီးပညာမရှိပြန်ရင်လည်းအမှားခံမှာသတိရှိပြီးပညာမရှိရင်မှားမယ်ဟုတ်ပြီနော်ပညာရှိပြီးသတိမရှိရင်အငိုက်မိမယ်ကျင်တတ်သလားသဘောပေါက်သလားသိရေးကြည့်တဲ့ဒါတွေဦးဇင်းတို့အားလုံးကိုသိစေခြင်းတယ်အခုသူတော်ကောင်းတို့ဝိပဿနာတရားတွေခုခေတ်ကြီးထဲမှာအလွယ်တကူနားနေရတာခန္ဓာ၅ပါးတောင်းတောင်းပြေပြောနိုင်တယ်ယုံနာတောင်းတောင်းပြေပြောနိုင်တယ်ဒါပေမဲ့ဈေးရောက်မကောင်းတော့ရေရာချေအောင်ဖြစ်သွားတယ်သဘောပါသလားဒီခန္ဓာထဲမှာငါကိုငါဟာငါဥစ္စာပါသလားအကြောင်းရှိရင်အကြောင်းကောင်းရင်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မှာမပြောနဲ့ကောင်းကျိုးပေးမယ်လို့ပြောကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်အဲ့ကောင်းကျိုးမကောင်းကျိုးဘယ်ချိန်ပေးမှာလဲအကြောင်းညီညွတ်တဲ့ချိန်အကုန်သင်မိသားသူမင်္ဂလာရောင်ဝါသင်ထားတဲ့ဆရာမဟုတ်ဘူးဟမ်ခင်ဗျားတို့ဓမ္မနဲ့ပတ်သက်လို့အနှစ်သာရအပြည့်ရအောင်တောင်းစီအောင်သင်ထားတာခင်ဗျားတို့ရှင်းလားကံကံအကျိုးယုံကြည်တဲ့နေရာမှာရောင်ဝါမဖြစ်အောင်သင်ထားတာကောင်းတာလုပ်ရင်ကောင်းချိုးပေးမယ်အချိန်တန်မှပေးမှာမကောင်းတာလုပ်ရင်အချိန်တန်မှပေးမှာ तू ကလည်းအကျဉ်သူသည်တဲ့ပြုတ်အပ်သောမကောင်းချိုးမပေးသေးသမျှကာလပတ်လုံးဒီပုဂ္ဂိုလ်သည်ချမ်းသာဒုက္ခကိုခံစားနေရတယ်အဲ့ဒါမကောင်းချိုးကမပေးသေးတာအဲ့ဒါကိုမမြင်တော့မကောင်းမှုလုပ်ပြီးချမ်းသာနေမဟုတ်တာလုပ်ပြီးချမ်းသာနေကြတာမဟုတ်တာလုပ်လို့ချမ်းသာတာမဟုတ်ချမ်းသာတာအတိတ်ကမဟုတ်တာလုပ်တာပြစ္ဆုတ်ပံကအကျိုးမပေးသေးတာဒီလိုအကျိုးပေးတဲ့နေ့ဒီဟာကိုမထားနိုင်ဘူးသိကြတယ်မှတ်ထားရှင်းလားအပေးနဲ့အယူအဲ့ဒါပဲနော်ယူပါများတဲ့လူကအထုပ်ကြီးပိုက်ပြီးလေးပါများတော့နောက်ဆုံးအောက်ဆင်းသွားတယ်ပေးနိုင်လူနိုင်တဲ့လူကပေါ့ပြီးပေါ့တက်သွားတယ်နိဗ္ဗာန်ထိရောက်သွားတယ်အထုပ်ပိုက်ထားတဲ့လူတွေတတိထားရှင်းလားသဘောပေါက်သလားအဲ့တော့ခုနပြောနေတာဘယ်ရောက်သွားပါလဲကျက်ဖာကြီးခဏထားသတိနဲ့ပညာနော်ကောင်းတာလို့ရင်မကောင်းတာလို့ရင်အကျင့်ခန္ဓာဤမကောင်းတာပြုသောပုဂ္ဂိုလ်အားမကောင်းမှုသည်အကျိုးမပေးသေးတဲ့အကျိုးမပေးသေးတော့သူစည်းစိမ်ခံစားလို့ရနေသေးတာကောင်းတာလုပ်ပြီးကောင်းကျိုးမပေးသေးရင်လည်းမကောင်းတဲ့ပြစ်ဒဏ်တွေသူခံပြီးတော့မနေရဘူးလားအကြောင်းတရားနဲ့အတိတ်ကံရှိတယ်ပြစ္ဆုတ်ပံကံရှိတယ်အခုရထားတဲ့ခန္ဓာကအတိတ်ကံကြောင့်ရထားတာအခုရထားတဲ့ခန္ဓာကအခုဒီခန္ဓာကိုယ်ကြီးနဲ့လုံနေတဲ့ကာယကံဝစီကံမနောကံကပြစ္ဆုတ်ပံကံကဒီဘဝမှာအကျိုးပေးနိုင်ခြင်းမှပေးနိုင်မှာဘာလို့ဆိုအတိတ်ကံကြီးကခင်ဗျားတို့ဘယ်လောက်ထိလှုပ်ထားမှမသိပဲရှင်းလားသဘောပေါက်သလားအဲ့တော့ကံကံအကျိုးကိုယုံသလားနံပါတ်1အဲ့ဒါသိရေးကြည့်ကောင်းတာလုပ်ပြီးမကောင်းချိုးပေးတယ်လို့မရှိမကောင်းတာ၍ကောင်းချိုးပေးသည်ဟူ၍လဲမှတ်ထားပါမကောင်းတာလုပ်၍ကြီးပွားချမ်းသာရိုးထုံးစံမရှိဥစ္စာဒါနရဲ့အကြောင်းရင်းကဒါနအတိတ်ကဒါနမျိုးစိအောင်ခဲ့လို့အခုချမ်းသာတာတကယ်တော့ तू ဟာအဲ့ဒီမဟုတ်တာမလုပ်လဲချမ်းသာမှာဒါနမလဲလို့ဒီလိုလုပ်လို့ချမ်းသာတယ်လို့ထင်နေတာရှင်းတယ်နော်အဲ့တော့ဘာနဲ့ဘာအရေးကြီးလဲတတိနဲ့ပညာအပမဒိဏဘိက္ခွေသံပါဒိဋ္ဌာဒါပြောတာမမိတ်မလျော်မပေါ့စားတော့တတိဟုတ်ပြီနော်စဉ်းစားဝေဖန်တတ်တဲ့ပညာသတိပညာနဲ့နေရကြဘုရားကကျင့်တတ်ကြလားတချို့ပညာအမှန်တန်တတ်တယ်ပညာတွေထူးချွန်တယ်ဒါပေမဲ့သတိမရှိတော့ပညာအတွက်နဲ့မှန်တက်တယ်ပညာဆိုတာနေဇပနံလိုပဲအဆံပြည့်လေကိုင်းငိုက်တာမဟုတ်ကိုင်းညွတ်လေ
မလီငိုက်မနေပညာရှိများငိုက်နေတာပဲဖြစ်နေဦးခင်ဗျားတို့ပြောရတာသိကြောက်စရာကောင်းတယ်နော်တော့ကြတယ်တရားထိုင်တဲ့ယောဂီတွေလာကြည့်ဟာပညာရှိတွေငိုက်နေသဘောပါဗလားမလေးခင်ဗျားတို့ဗမာတွေတရားဟောတာကျိုးကသိကြောက်တာနော်ဟိုတိုင်းတစ်ပါးသားတွေဟောမှာမကြောက်ဘူးသူတို့ကတစ်လုံးဆိုတစ်လုံးရှင်းတယ်ဒီဟာတွေကအမှဟိုလိုတစ်မျိုးလှည့်လိုက်ဒီလိုတစ်မျိုးလှည့်လိုက်သူတို့လွတ်အောင်ခေါ်ရတာကိုမလွယ်ဘူးဥသူမင်္ဂလာငကောကစကားမတတ်ဘူးအခုတရားဟောရင်တည်းမှာအတော်တက်လာပြီနော်ဟိုကောင်းနေစင်စာမလွတ်မှဆိုလို့ရှောင်းကနော်ဒီလူတွေစင်ကြေလဲမှဆိုလို့လဲရနဲ့အာရှုပ်ရှက်ကိုခတ်နေတာပဲနော်ပညာရှိဆိုတာအဆံပြေလာလေမာမာနကိုနှိမ့်ချလာလေနုညံ့လာလေသိမ်မွေ့လာလေအကောင်းမြင်တတ်လာလေဒါပညာရှိအကောင်းမြင်လာတော့လောကအကျိုးကိုရတဲ့လမ်းကဆောင်းတယ်ပညာရှိဟာနော်ပညာမတတ်တွေကလူတကာလက်ညှိုးထိုးပြီးကောင်းတာလုပ်တဲ့လူလဲဝေဖန်မကောင်းတာလုပ်တဲ့လူလဲဝေဖန်ဟိုလူလို့လဲစိတ်တိုင်းမကြဒီလူလို့လဲစိတ်တိုင်းမကြသူလဲထိုင်ရမတတ်အဲ့ဒါမတတ်တက်ရောင်ကားတွေရှင်းလားသဘောပေါက်သလားသူကအိမ်ထဲအပြင်မနေတော့နော်ကြည့်လို့ကြငါကြားဘူးတာတော့ဘလို့ပြီးသူမသေးမှကြားသဘောပါသလားရှင်းအောင်ရှင်းသလားအဲ့ဒါတက်ရောင်ကားဟုတ်ပလားပညာတက်လာတဲ့ပုဂ္ဂိုလ်နှိမ့်ချလာတယ်သိမ်မွေ့လာစီးလုံးနိုင်လာတယ် तू ကဒီဘက်ကိုစွမ်းတယ်ငါကဒီဘက်ကိုစွမ်းတယ် तू စွမ်းတဲ့ဟာငါမစွမ်းဘူးငါစွမ်းတာ तू မစွမ်းဘူးငါတို့ပေါင်းလို့တော့ဟောနှစ်ခုလုံးစွမ်းသွားတယ်ပညာရှိကပေါင်းနိုင်တယ်ပညာမဲ့ကမပေါင်းနိုင်ဘူးပညာရှိကအကျိုးအပြစ်ကိုသိတယ်ပညာမဲ့ကအကျိုးအပြစ်ကိုမသိဘူးဖြက်လို့ဖြက်စီးလို့ဖို့တော့ပဲကြံတယ်ပညာမဲ့ဒါရင်ထဲကရှိရတယ်အကုန်အန်ထွက်လာလို့သဘောပါလားလောကကြီးမှာသိကြောက်စရာကောင်းတယ်အကျိုးဆောင်နေတဲ့ပုဂ္ဂိုလ်ကြတော့အကျိုးဆောင်မှမသိဘူးဖြက်စီးခြင်းဟုတ်ပြီနော်အကျိုးဖြက်စီးနေတဲ့လူတွေကြတော့ဘယ်သူမှတားမြစ်မဲ့လူမရှိဘူးဒီနေ့ဘေရင်ဘုန်းကြီးချဲဘုန်းကြီးဓာတ်ဘုန်းကြီးနတ်ဘုန်းကြီးနေနေရေးတခါမှမကြောက်ဘူးဓမ္မဂရိကနေနေရေးပဲကြောက်ဘူးလေသောပါသလားမဟုတ်တာလုပ်နေတဲ့အာဓမ္မဝါဒီအလစ်စီများရှင်းလင်းရေးတော့တခါမှကြားဘူးတရားဟောနေတဲ့လူပိတ်ပင်ရေးတော့ကြားဘူးလေမြဲပိတ်ခံနေရတာမတို့သောပါသလားအဲ့ဒါစဉ်းစားကြည့်စမ်းအော်တော်တော်ပျက်စီးနေတဲ့ခေတ်ပဲအကောင်ဆိုးလည်းမသိဘူးအမှားမှန်ပညာတတ်ရောင်နော်ဝေဖန်လိုက်ကြတာမလီဘေကိုရဟောနေဘာမှနေသူတက်ဟောစမ်းဆိုလည်းခေါင်းမှမပြောတတ်ဘူးဟမ်မတတ်တဲ့လူတက်ဟောနေလို့မှားနေပါလေဆိုတတ်တဲ့လူတွေဘာလုပ်နေလဲလုပ်လေသဘောပါလားရှင်းရရှင်းလားအဲ့တော့ဘာရေးကြည့်လဲသူတို့ရှင်တွဲနေဖို့လိုတယ်တတိဆိုတာအောက်မိတ်တာပညာဆိုတာဆင်ခြင်တာဟုတ်ပြီနော်ဆင်ခြင်နိုင်စွာရှိမှပညာရှိလာလေသိမ်မွေ့လာလေနုညံ့လာလေလောကအကျိုးကိုကြည်တတ်လေဂျင်းနကလားအဲ့တော့ဒီမှာဘုရားအလောင်းကကြက်တော့ကြက်ပဲဒါပေမဲ့သူ့မှာဘာပါလဲပညာလည်းရှိတယ်တတိလည်းရှိတယ်တကယ်တော့တလိ္ဆန်ဆိုတာလေတိအိဋ္ဌာအိဋ္ဌာကာမဒီ၃ပါးပဲအာယုံရှိတာတလိ္ဆန်ဒါပေမဲ့ဒီမှာကဘုရားအလောင်းတော်ဖြစ်နေတဲ့အတွက်အလောင်းတော်တို့မြည်ဒီမှာဖြစ်လျာဘဝမှာသူ့ကိုယ်သူအလောင်းတော်မှန်သိဟုတ်ပြီနော်မမေ့တဲ့တတိရှိတယ်သဘောပါသလားအဲ့ဒီတတ္တိဓူးတွေကြောင့်သူကဟိုမှာသူ့ရန်သူရှိတယ်မမေ့ဘူးဘယ်အချိန်ထွက်စားရင်လွတ်တယ်ပညာရှိတယ်ဟုတ်ပြီနော်ဘယ်အချိန်စားရင်မလွတ်နိုင်ဘူးဘယ်အချိန်စားရင်လွတ်နိုင်တယ်ဆိုတော့ तू က तू ဒီထဲတွေအန္တရာယ်ကင်းအောင်နေတော့နောက်ဆုံးဘလုံးမစွန်ကမနေနိုင်တော့ကြက်ရှိတဲ့ဝယုံနာခက်နှိမ့်နှိမ့်ပြန်ဆင်းလာပြီတက်ကိုင်းလေးရတယ်ဟေး very pretty croc တိတ်လာတဲ့ကြက်ကြီးနော် croc ဆိုကြက်ပေါ့နော်ဒါမို့လဲအော်အီယိုပေါ့ဟုတ်လားအဲ့တော့သိမ့်လာတဲ့ကြက်ကြီးမင်းနဲ့ငါမိတ်ဆွေဖြစ်ချင်လို့ပါကွာတဲ့အဲ့ဒါငါတို့အပေါင်းအသင်းဖြစ်ရအောင်ဒီနားမှာ
Sajeka Sana Yeka, they Mabogu, Guare. Sana Yeka, Borenia, Nadire, Naro, Atu Dwabido. Wawa Lily, Asasha Bido, Atugua, Poundin, Nea, Tangajin. Genes on it. Tangajin Lomolo. To the Labia. Pia Lawa, Pion Shama, Jebelu Pioner, do lemon, no? Pia si doan les alo. Mayabu. Pero Pia Lawa, Gini. Tangajin, Mengao, Mayomula. Na a yenga, Meno Jetty, Saga Magua, Kunga, Meo, Sergeant Shiva, Lara Guadilo. No? No chojo lila, no. Lenoma, the Rida. No, Balai when Lona. Wobadala. Era go a link Hanaya and Ludilechi did it. No? They Lara, may I am see them at Lazo and hold it. Men and do it, Chimbura, Hodia, not the Mubura. The Wobadala. Talent you need away. Eh? About the layman, the and go a link Hanjin in Avia. Jinagala. The Bobarano? And a song labi may put it so the Genes on makes with your Tonzan. Mashibabu, Ero Dima, the Mulong go on Santa Bibi, the Gaune Janora. Eh? Ero a then son. Some men body, tower, the Gaune, main pitching pin, no? Some men, Bio, do a some, no? Do the Babio, Sarah, and Shaubioni, the Chedamu, Jodi, Shimiji, Alma, Era then Chairman makes with PBS or the Gaune, Belu, main pim, no? Era hey, Jetty, makes with pitching a ball, hey, son, the lower Biombo. Hey, son, to the one at the go, that chat, sat loudly, she, a thing song. Now, Mure go out then Sabi. Now, may say pitching by the Zurezagaha, Yonzia Jow. She will. Men Lu Michael that Leno Yam. Pero a lane Kaya Mata. Siena. A lane Kaya. Men Lu Michael that Leno Yame. A link higher. Did it the Yagonzia Adam? A link higher in Lumai. Dinala. Hey, son! Me! Lumai go da? Daro Ludi Horn in Amulu de Lupion Layada. Toro changing Jada me, Jim might go where Melino Yam about the Luloma. Hope no? Pina Shira Lu Leno, Mayabu, so be doma. The car that was a gabiot. Check out. No cho jone, a cho lo lalo, la poundu. Mimi, a cho go that cheetah to mugo, my poundenia. Hope like. No cho jone, two chota to ye Uroma. Go Joda la bauna, do Joda la bauna. I don't know cho jo pink, go cheetah to go. Maboundia Muda Lele Pioda do Mugole Maboundia Yovi, dear, Pia Long Cheming at the Yahovi. Hovi no? Lenya Pioda do Mugole Maboundia now the car. A bound podo Jesu Mati dat to gole Maboundia. A bound podu are Piasi datu ale. Maboundia. Shenlai. A Hudima. Disonia. The gown be the gown those ala. Now some would do well, Jan. Paya allow jet the gown bay, January. Erodadi do Josiva, Amioji so Josiva was sound Jendula, Piasidula. Eh, Dilo Bogo Mugo, bounding the Lama bounding. No chojo pin. Gauchita dugo, Maboundea. Leila Lebia da dugo, Maboundea, Paya long a biobi. How we know?
သူတော်ဘာအကျိုးကျေးဇူးကိုမသိတတ်သူကိုမပေါင်းသင့်ရတဲ့မိမိအပေါင်းဖော်ဤအကျိုးစီးပွားကိုဖျက်ဆီးတတ်သူကိုလည်းမပေါင်းသင့်ရတချို့ကမိတ်ဆွေချင်းကြမှာဖျက်ဆီးတတ်တာတွေလည်းရှိသေးတယ်ကိုခင်ဗျားတို့ရံဖြစ်ကြပြီဆိုတော့တခါမှမသိဘူးလေရံဖြစ်သလားမိတ်ဆွေချင်းချကြတာလားခင်လေရံဖြစ်ဖို့နီးလေသဘောပါသလားရှင်းရောရှင်းသလားအဲ့တော့နှုတ်နဲ့သာပေါင်းသင်တတ်၍ကိုဖြစ်မပေါင်းတတ်သူကိုလည်းမပေါင်းသင်ရတချို့ကနှုတ်ကလေးနဲ့တင်ချူပြောတာသူ့ပဲအနစ်နာခံမဲ့ချိန်မျိုးကြတော့ရှင်းအဲ့ကောင်ခင်တော့ခင်နေတယ်အကျွေးတွေအများကြီးတယ်သူသားသွားလို့မဖြစ်ဘူးသဘောပါသလားနည်းနစ်နာလာပြီထင်ရင်သွားတော့အဲ့ကောင်နာသွားခြင်းနဲ့သွားခြင်းရံများလို့တော်ပြီသွားတော့သဘောပါလားအဲ့ဒါမိတ်ဆွေကောင်းလားမိတ်ဆွေရုပ်လားဘုရားအလောင်းကျက်မင်းကပြောနှုတ်ဖြင့်သာပေါင်း၍ကိုဖြင့်မပေါင်းတဲ့ပုဂ္ဂိုလ်ကိုမပေါင်းသင့်ရရှောင်ကျဉ်ရမယ်သဘောပါသလားအဲ့တော့ကြက်ကြီးကို तू လှည့်စားလို့မရဘူးလူမိုက်တို့စကားကိုပညာရှိတို့ယုံရိုးထုံးစံမရှိဘူးတဲ့ပညာမဲ့တို့သာယုံနေသဘောပါသလားစွန်မင်းတဲ့သင်နဲ့ကျွန်ုပ်လည်းအမျိုးတူသူမဟုတ်အမျိုးမတူဘဲနဲ့ပေါင်းသိရင်လဲပျက်စီးမယ်ရှင်းသလားစွန်နဲ့ကြက်သွားပေါင်းရင်ဘယ်သူနာမလို့ကြက်ပဲနာမှာပေါ့သဘောပါသလားအဲ့တော့ကြက်ကငါ့ကိုမလဲ့စားနဲ့တဲ့သင်မှာစကြက်ကောင်းကောင်းရှိရင်သင်ဟန်သင်သွားစားကြည့်ငါမှဒီမှာလုံလောက်တဲ့ငါအတွက်လုံလောက်တဲ့ရိတ်ခါရှိပါတယ်ပြောတော့စွန်ကမဟုတ်ပါဘူးကွာတဲ့မင်းကကိုအထင်လွဲနေတာပါဟိုတုန်းကသာဆိုးတာပါငါအခုတော့ဆိုးလို့မရပဲဟိုကပညာနဲ့နေနေတာနော်သူ့အလစ်ကိုထွက်စားတယ်သူရှိတဲ့အချိန်ထဲထဲမှာနေတော့ဒီဝယုံထဲသာသူဝင်ပြီးထိုးတော့ရင်သူပဲသေခြင်းဆိုးသေသွားမှာပေါ့သဘောပါသလားဘယ်လို့မှလှုပ်လို့မရလို့အခုကောင်းကြအောင်ဆောင်းနေတာခိုးเสียမရှိလို့မခိုးတာကိုဒီပုဂ္ဂိုလ်သီလလုံတယ်လို့ပြောလို့တောက်เสียမရှိလို့မတောက်တာကိုဒီကောင်အရက်ပြတ်သွားပြီပြောလို့ကျင်တတ်သလားလိန်မရလို့မလိန်တော့တာကိုဒီကောင်မလိန်တော့ပါဘူးပြောလို့ကျင်တတ်တယ်နော်ခုလဲစားเสียမရှိလို့မစားတာငါသူများတက်ပြီးတော့မစားတော့ပါဘူးတဲ့ဆိုတော့အေးအဲ့ဒါလို့နှုတ်ချိုချိုဖြင့်လိမ့်လေလှဲ့စားတတ်သူကိုငါတို့ပေါင်းသင်ရိုးထုံးစံမရှိဘူးတဲ့အသင်စွန်းတဲ့ငါနဲ့ဝေးရကိုသွားပါတဲ့အကယ်၍သင်မသွားခဲ့ရင်နောင်ဖြစ်လာမဲ့အကျိုးဆက်ကမေတ္တာဝင်မဲ့သူပြောချင်တာဒီလိုပေါ့ကွာဇီဝတက်မတက်သူတာဝင်မဲ့မလုံးမလို့ဆိုဘာမှလည်းလုပ်မရပါဘူးသဘောပါသလားခုလည်းကြက်ကပြန်ပြောတာအဲ့ဒီစကားကိုကျုပ်ကနားထောင်ပြီးကြည့်ပြီးတော့မှစိတ်ထဲရည်ကျင်းလာတယ်မင်းဒီကနေမြန်သွားရင်သွားတယ်ကြက်ကပြန်ချင်းကြောက်ပြီးအောက်ကနေနော်မသွားရင်ငါအကြောင်းသိစေရမယ်မေတ္တာဝမဲတဲ့နောက်မှနောင်တမရနဲ့တဲ့ဆိုတော့အပေါ်ကစွန်ကဒေဝရအလောင်းအောက်ကကြက်ကဘုရားဘယ်သူကပို့အစွမ်းထက်ဘုရားအလောင်းကအစွမ်းပို့ထက်အပေါ်ကစွန်ကနီးမျိုးစုံနဲ့စီးယုံတယ်ဘယ်လိုပေါင်းသိပါမယ်တငယ်ချင်းချင်းဘယ်လိုဂယုစိုက်ပါမယ်နှုတ်ဂရိတွေအတန်တန်ပေး၍တဲ့နော်အဖန်ဖန်ပြက်ကွက်တတ်သူမျိုးနဲ့လဲမပေါင်းသင်ရလာပြီဟိုကတခွန်းပြောလိုက်အောက်ကပညာချက်တစ်ခုထုတ်လိုက်ရှင်းသလားနှုတ်ဂရိတွေတငယ်ချင်းမင်းကိုငါတို့တစ်သက်လုံးစောင့်ရှောက်သွားမှာပါကွာငါတို့သေတူရှင်းမကွာခုငါစကြဲကောင်းရှိလို့လာခေါ်တာတကယ်ချင်းငါအမှန်ပြောတာအကောင်းပြောတာမင်းအကျိုးစီးပွားကိုလိုလားလို့ပါကွာ
တကယ်ချင်းကမင်းနဲ့အပေါင်းအသင်းဖြစ်ချင်ကိုတက်ပါကွာနှုတ်ဖြင့်ဂရိအတန်တန်ပေး၍ပါတဲ့အချိန်ချင်းပြက်ကွက်တတ်သူအားမပေါင်းသင်းရရှင်းသလားပြီးတော့ထပ်ပြောလိုက်တယ်အသင်စွန်တဲ့သင်သွားရင်သွားမသွားရင်သင်အကျိုးစီးပွားပျက်စီးသွားမှတော့ငါ့ကိုအဆိုးမဆိုနဲ့သင်ဘာဖြစ်မယ်ဆိုတာနောက်သင်သိလိုက်ပဲဆိုတော့အောက်ကပြန်ချင်းချောက်တော့စွန်ကဒေဝရအလောင်းပြီးပြီအလိန်ခံရတာပါလို့ခုနပြောတဲ့ခေါင်းစဉ်တရားခေါင်းစဉ်မှာတော့အလိန်ခံရရင်အဲ့တော့အောက်ကကြက်ကခတ်တီတွေနဲ့6စွန်ကဟိုက်ဒီအောင်ပါအာကိုရှိတယ်မသိဘူးနော်နျူကလ িয়ার တွေပါမြန်ဝယ်ထားလားမပြောတတ်ဘူးသဘောပါသလားဒီကောင်ကြက်ကငါပြန်ချင်းချောင်းနေတယ်အဲဒီကောင်ဘာတွေပြစ်เสียခတ်เสียရှိလဲမသိဘူးနော်အဲဒီသူထတ်ချော့တယ်ပြန်ချော့တယ်မဟုတ်ပါဘူးကွာမင်းဘယ်နဲ့ကြောင့်ရန်လိုနေတာလဲပညာရှိဆိုတာကွာရန်သူဆိုတာတောင်းပန်ရင်တောင်ကြည်အေးရဟုတ်ပြီနော်ငါမင်းအမျိုးတွေဖြက်စီးခဲ့တာမှန်ပါတယ်ကွာတဲ့ဒါပေမဲ့အခုဒီရရှိမလုပ်တော့ပါဘူးတဲ့မင်းနဲ့ငါနဲ့မိတ်ဆွေဖြစ်ချင်လို့ပါဟုတ်ပြီနော်ဘလို့လိန်လိန်ကြက်ကရအောင်မလားကြက်မင်းမှာဘာရှိလဲတတိနဲ့ပြန်ပြောယုံအောင်ပြောလို့လဲမရဘူးပရိယေဆင်လို့လဲမရဘူးရှင်းသလားစကားသာပြောနေတာကြက်ကလည်းဝယုံနဲ့မထွက်ဘူးဟုတ်ပြီနော်စွန်ကလည်းထိုးသုံးနိုင်တဲ့နေရာနေဆင်သင့်အဲ့တော့ကြက်ကကြည့်သိတာပေါ့ဒီကောက်ပုံက ready to fighting သဘောပါသလားအနေနဲ့ခေါင်းထွက်ရင်ခေါင်းကုတ်သွားမှာခြေထွက်ရင်ခြေကုတ်သွားမှာဆိုတော့ဝယုံနဲ့မထွက်ဘူးနော်ပညာမဲ့သူတို့သာလှည့်စားသူကိုယုံတာပညာရှိဟာယံပြုတ်မဲ့ပုဂ္ဂိုလ်ကိုသိတယ်အဲ့တော့မိမိကိုယံပြုတ်မဲ့ပုဂ္ဂိုလ်မျိုးနဲ့မပေါင်းရှင်းသလားမိမိကိုယံပြုတ်မဲ့ပုဂ္ဂိုလ်မျိုးနဲ့မပေါင်းတဲ့သင်ငါပြောတာနားမထောင်ရင်သင်ငါ့ကိုအဆိုးမဆိုနဲ့တဲ့သင်ငါအကြောင်းကောင်းကောင်းသိရမယ်အောက်ကနေချင်းလိုက်တော့ဟိုကဟိုက်မဖြစ်တော့ဒီတိုင်းဆိုငါဆက်နေဒီကောင်ဘာနဲ့ဆော်မလဲမသိဘူးနော်ဘလို့မှလည်းဖျားရောက်လို့မရဘူးဆိုဒီမှာစွန်ကြီးဟာလက်လျှော့ပြီးတော့ပြန်ပြေးသွားနောက်အဲ့ဒီနာဘယ်တော့မှမလာတော့ရှင်းသလားအဲ့တော့အလုံးသိရမှာကဘုရားအလောင်းကြက်မင်းကိုဒေဝရအလောင်းဟာစွန်ကြီးကဘယ်လို့မှဖျားရောက်လို့မရဘာလို့မရခဲ့တာတတိလည်းရှိတယ်ဘုရားအလောင်းမှာပေါင်းအပ်မပေါင်းအပ်သိတဲ့ပညာရှိမရှိပေါင်းတဲ့သူမပေါင်းတဲ့သူကိုရွေးချယ်နိုင်တဲ့ပညာအကောင်းဆိုးခွဲခြားနိုင်စွမ်းအမှန်အမှန်ပိုင်းခြားနိုင်စွမ်းရှိတော့ဟောဒီကုက္ကုတ္တဇတ်ဒါဇတ်တော်ကိုပြောပါတယ်အဲ့တော့ဒေဝရကဟေတဲ့အခုမှငါ့ကိုမဖြက်စီးနိုင်တာမဟုတ်ဘူးတဲ့ဟောအခုကြက်မင်းဘဝတုန်းကလည်းသူငါ့ကိုဖျက်ဆီးနိုင်ငါအောက်ကချင်းချောက်လိုက်တာနဲ့ကြောက်ပြီးပြေးသွားတယ်ဟောဒီကောင်ဘာလို့အလိန်ခံပညာမရှိဘူးနော်လိမ္မာတဲ့လူလားမိုက်တဲ့လူလားလိမ္မာဆိုတာပရိယေကိုလိမ္မာရှင်းသလားလိမ္မာတယ်ဆိုတာပရိယေကိုလိမ္မာရတယ်အကျိုးရှိမရှိဟုတ်တယ်နော်အကောင်အဆိုးအကြောင်းအကျိုးအမှားအမှန်ပိုင်းခြားနိုင်စွမ်းရှိရမယ်သဘောပါသလားသူတစ်ပါးကိုလက်ပတ်၍ဖျက်ဆီးတတ်တဲ့ပုံကိုယ်တွေနဲ့ပေါင်းတဲ့မပေါင်းတဲ့သူများကယုံအောင်ပြောတိုင်းမင်းအကျိုးရှိမှာကွာဒါစီးပွားဖြစ်မှာကွာဘာညာပြောတိုင်းယုံလို့ဖြစ်မလားအကြောင်းမခိုင်လုံမဲနဲ့ယုံလို့ပျက်စီးတဲ့လူတွေရောတပုံကြီးမရှိဘူးလားအဲ့ဒါဘာဖြစ်လို့ဟ
ပညာတစ်လုံးနဲ့မပြောနဲ့ပညာတစ်လုံးနဲ့မပြည့်စုံရှင်းပညာတစ်လုံးနဲ့ပြည့်စုံတဲ့ထင်တဲ့ပုံကိုယ်တွေပြည့်စည်တာပညာနောက်ကဘာပါမလဲတတိပါမယ်အစဉ်အောက်မိတ်တတ်တဲ့တတိအဲ့ဒီတတိဒီအကောင်းဆိုအကြောင်းအကျိုးအမှားအမှန်ပိုင်းခြားနိုင်စွမ်းရှိရမယ်အဲ့တော့ဒီနေ့ဓမ္မမြို့သူမြို့သားအလုံးတတိပညာကိုအရင်တည်ပြီးတော့ကိုယ်ဘဝကိုအကျိုးရှိအောင်အသုံးချကြပါအခုသူတော်ကောင်းတို့သည်သာသနာ့ဘာမှလားမွေးလာတာသာသနာတွင်းမှာလားသာသနာတွင်းမှာဘုရားအဆုံးမရှိမရှိခုကြားနာခွင့်ရမရနားလည်နိုင်တဲ့စွမ်းတော်ရှိမရှိတရားကိုအားထုတ်နိုင်တဲ့အင်အားရောရှိသေးသလားပါရမီတွေပြည့်နေတဲ့ဘဝပါရမီလိုသေးလားပြည့်နေပြီလားပြည့်နေပြီဒီလိုဘဝမျိုးရဖို့တသံတရားလုံးမှာဒီတစ်ချိန်ပဲရခဲ့တယ်ရှင်းလားနောက်ထပ်ဒီတစ်ချိန်ရဖို့ဆိုများစွာပြန်ဆောင်အောင်ကျင်တယ်နော်ဒါမှမဟုတ်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကမင်းတို့တသံတရားနဲ့တနာกว่าရှင်းတယ်နော်အခုလိုလိပ်ပတ်လဲအောင်သစ္စာကိုသိခွင့်ရတဲ့ဘဝမျိုးဟာအမတန်ရှားမှရှားခုခင်ဗျားတို့အကောင်းဆုံးမသိအောင်လားအကြောင်းအကျိုးရောအမှန်အမှန်ဒီမှာလေးပြိဿသမုပ္ပါဒေသနာကြီးနဲ့ရှိတော့အကြောင်းတရားနဲ့အကြောင်းရှိရင်အကြောင်းချုပ်ရင်ရုပ်နဲ့ပတ်သက်လာရင်ကံစိတ်ဥရုအာဟာရပြန်ပြောအဲ့တော့လူတယောက်သေဖို့ဆိုတာကံဖြတ်ရင်လည်းသေတယ်နော်စိတ်ကတတ်ရင်လည်းသေတယ်ဥရုကတတ်ရင်လည်းအာဟာရကတတ်ရင်လည်းဒီ၄ပါးကလွဲရင်တခြားနည်းနဲ့တတ်လို့မရရှင်းလားရုပ်ပျက်စီးဖို့မှာကံစိတ်ဥရုအာဟာရဘာမှမတွက်နဲ့ကျန်တာတွေသွားတွက်ရမ်းပြောမှာပဲဘေးရင်ဆရာသွားတွက်ရင်မင်းတို့မွေးတက်ကလေးမွေးပြီးတော့ကဏ္ဍနဲ့ကြည့်ပြီးပြောလိုက်အဲ့တော့ငါလိုမွေးတဲ့လူလောကမှာဘယ်နှယောက်ရှိတယ်လဲစဉ်းစားအဲ့ဒီလူတွေကံနေတူနိုင်သလားဒီနေ့အမေရိကန်သမ္မတနဲ့မွေးတက်ကလေးတူတဲ့လူတွေကမ္ဘာပေါ်မှာတပုံကြီးရှိတယ်ဘာလို့သူတို့သမ္မတမဖြစ်သဘောပါသလားဘေးရင်တွက်ချက်ကတော့ဒါပဲဘာမှမပြောင်းလဲဘူးသူ့ဟာသူလှည့်စားပြီးရှောက်ပြောရင်ပြောမှကဏ္ဍကတော့ဒါပဲထွက်ခွန်ကျွင်းရင်ဘာပြောလိုက်6ကျွင်းရင်ဘာပြောလိုက်9ကျွင်းရင်ဘာပြောလိုက်သူကဒါပဲအကျွင်းနဲ့ပြောတာသဘောပါလေနော်တကယ်အာလုံးတပ်ပေတတ်တာကမ္မတကအကြောင်းတရားနဲ့အကြောင်းကောင်းရင်အဲ့ဒါအတိတ်ကမကောင်းတာပြုခဲ့တဲ့အာကုသိုလ်ကံကြီးအကျိုးပေးတော့မှာကိုရရခြေလို့ဓာတ်ရတတ်စင်လို့ယုံသလားနားလေသလားကံကံအကျိုးကိုရှင်းသလားကောင်းတာလုပ်ရင်ငါခုနလမ်းပြင်တယ်လမ်းပြင်တာမကောင်းတာလုပ်တာလားကောင်းတာလုပ်တာကောင်းတာလုပ်ကောင်းကျိုးပေးနိဗ္ဗာန်လမ်းအဲ့ဒါတော့သူတို့ကသင်္ကြန်ကုန်းသွားတဲ့လမ်းပြင်တယ်မင်းတို့အဲ့လိုမအောင်ဘူးကွာအားတယ်နိဗ္ဗာန်လမ်းပြင်ရန်ကုသိုလ်ယူကြပါခမညာအာတုပယင်းလို့ပြောတော့ဘယ်သူမှမကြိုက်လို့နိဗ္ဗာန်ယင်းလို့ရေးပြီးရောသဘောပါသလားရှင်းရောရှင်းသလားလမ်းပြင်တာကုသိုလ်လားအကုသိုလ်လားကုသိုလ်လေလမ်းပြင်တာကုသိုလ်တန်ရှင်းလောက်တာကုသိုလ်မြို့ဝင်ကပုတ်စော်နာနေတာအဲ့ပုတ်စော်ရှင်းလိုက်တော့ဒါအများကြီးကိုယ့်အတွက်သက်သာသွားတယ်ကျင်ရတယ်နော်လူတွေချီးကျူးလို့ဟုတ်လားဒီကြက်သေးပုတ်ဥပုတ်အသေးပုတ်ပုတ်စော်နန်းနေတာတွေကိုဒီကောင်တွေရအောင်ရှင်းနေဆိုတော့9တောင်လုံနိုင်မှမထင်ဘူးသဘောပါသလားချီးကျူးတယ်ဦးဇင်းကတော့သူတို့လူစွမ်းကောင်းတွေတမူးမျိုးကြီးလူစွမ်းကောင်းများနော်အားလုံးအတွက်နစ်နာခံကြရှာတာအပြောဆိုခံအကဲ့ရဲ့ခံအရှုံချခံကြိုးစားကြရှာတာသဘောပါသလားအဲ့တော့အလိန်ခံရတယ်ဆိုတာပါလေလူမိုက်မဖြစ်ကြစေနဲ့အကျိုးရှိတဲ့အလုပ်ကိုကိုယ့်ကြောင့်မပြည့်စည်စေနဲ့သဘောပါသလားအဲ့တော့အကောင်ဆိုအကြောင်းအကျိုးအမှန်အမှန်ပိုင်းခြားသိတာဉာဏ်အသေးမဟုတ်ခင်ဉာဏ်ဥအောင်လို့အဲ့တော့သာသနာနဲ့တွေ့ကြိုးနှက်အောင်ကြိုးစားအယူမအစွဲမတွေကြားမှာနစ်မောမနေကြနဲ့ကျင့်တတ်ပြီလားမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအမြဲတတ်ဖို့ကြံနေတဲ့လူတယောက်ရှိတယ်ဘယ်သူလဲအားလုံးသိတယ်နော်ရာဇဝင်လူဆိုးကြီးပေါ့ဗျာနော်ဒေဝဒတ်
ဒေဝဒတ်ကဘုရားကိုနီးမျိုးစုံနဲ့သူတတ်ဖို့ကြံပထမသင်္ကန်းဝတ်လာတော့ကတော့သူကအကောင်းပဲငါတို့တာကေဝေမင်းမျိုးကယဟန်ဖြစ်ပြီးတော့ဘုရားဖြစ်နေတဲ့ငါတို့နောင်တော်ကြီးတိဋ္ဌထမင်းသားဂေါရမဘုရားမှာသူ့အမျိုးတွေအချမ်းအရာမရှိဘူးအဲ့တော့ငါတို့ညီတွေလှုပ်တဲ့ပုဂ္ဂိုလ်ကသူသာစက်ကြမင်းဖြစ်ရင်နောက်ကနေလွှတ်ကြွနဲ့လိုက်ကြမှာအခုဖျားလုံနေတဲ့အခါကျတော့ဘယ်သူမှလိုက်မဲ့လို့မရှိဘူးအဲ့ဒါတို့ညီကိုတွေတာဝန်မကျေဘူးဆိုပြီးတော့တို့မင်းသား6ယောက်သင်္ကန်းဝတ်ဖို့လိုက်သွားတာအဲ့ဒါဒေဝဒတ်ပါစေတနာကောင်းနဲ့လိုက်သွားတာပဲလိုက်သွားပြီးဟိုရောက်တော့သင်္ကန်းဝတ်ပြီးတော့9ရက်အတွင်းသူကလည်းထူးချွန်လိုက်တာက9ရက်အတွင်းမှာဇန်တရားတွေအပြည့်စုံရပြီးတော့အဘိညာဉ်6ပါးအကုန်ရပေါ်မနဲ့ဒေဝဒတ်ကိုနော်ခုခင်ဗျားတို့တရားစခန်းနေအချိန်ချင်းဝင်နေတာဘယ်နဲ့တော့ဘာဇန်တွေရကုန်မလို့ဟိုက9ရက်နော်အဲ့ဒါမြေရှိုးမိုးပြန်နိုင်တယ်နော်သူခန္ဓာကိုယ်ကြီးကိုငကားတွေကလုံးတွေဖန်ဆင်းနိုင်တဲ့အိဋ္ဌိဝိဒအဘိညာဉ်တို့နော်စေတောပရိယအဘိညာဉ်တို့သူအကုန်ရတော့လူဆိုတာလည်းအခက်ပဲပုထုဇဉ်များဟာလေနှိမ့်ချနေတုံးသာမသိတာပဲမဲ့နဲလက်ထဲများဒုတ်ရောက်သွားရင်မလုပ်ချင်ဘူးရိုက်စီးစိမ်လေးနည်းနည်းရှိဝွန်းကြွားချဲပေါက်တာက100ဘူးကြွားကျင်တာက1000ဘူးလောက်ဟမ်ဆိုတော့အိတ်ထဲအတောင်စိုက်လိုက်ရသေးတယ်မလားသဘောပါသလားအဲ့ဒါဘယ်လိုပုဂ္ဂိုလ်တွေအကျင့်အမျိုးရုပ်တွေရဲ့အကျင့်အဲ့ဒါဇံလေးရတာနဲ့ဖျားနဲ့အန်တုလာမာဖျားလောက်တော့ငါလည်းစွမ်းမှာနောင်တော်ကြီးလောက်တော့ငါလည်းစွမ်းတယ်အဲ့သူကမင်းမျိုးကလာတာဆိုတော့မင်းမျိုးအကျင့်ပါလာရှင်ဘရင်မျိုးကတော့ရှင်းတယ်ဘရင်တတ်ရင်ဘရင်ဖြစ်တာဟုတ်ဗျအဲ့တော့ तू ကသူ့မင်းမျိုးလိုပဲ तू တွေးတယ်ဖျားတတ်ရင် तू ဖျားဖြစ်မယ်လို့ယူဆပြီးတော့ဖျားကိုတတ်ဖို့ကြံဟုတ်ပြီနော်ဒူလေးသမားတွေငှားပြီးတော့အဲ့တော့ကျေးစားလူသားသမားတွေပေါ့လေနော်ကျေးစားလူသားသမားတွေငှားပြီးတော့ဒူလေးတွေနဲ့ပြစ်တတ်ဖို့ပထမ1ယောက်လွတ်တဲ့အကျွမ်းကျင်ဆုံးဒီနေမှာတော်ဆုံးဆိုတဲ့လေသမားကိုခေါ်ဘုရားကိုဘယ်နေရာချောင်းပြစ်လွတ်လိုက်တယ်အဲ့ဒီနောက်ကအဲ့ဒီလူကိုဖြောင်ဖို့နောက်2ယောက်အဲ့ဒီ2ယောက်ရဲ့နောက်ကအဲ့ဒီလူကိုဖြောင်ဖို့နောက်4ယောက်နောက်4ယောက်ရဲ့နောက်ကနောက်8ယောက်8ယောက်နောက်က16ယောက်အစပြောက်အောင်ဖြောက်ခိုင်းတာဘယ်ကောင်တတ်တယ်လဲဆိုတာမသိအောင်ဒေဝဒတ်အကြံကအဲ့လိုဟုတ်ပြီနော်ဒါပေမဲ့သူဟာတမ္မာအကြံလားမိစ္ဆာအကြံဓမ္မကိုဘယ်သောအခါမှအာဓမ္မကနိုင်ရိုးထုံးစံမရှိဘူးမှတ်ထားရှင်းသလားယုံလားကြည့်ဒေဝဒတ်နီးမျိုးစုံလောက်ကြံတယ်မအောင်အဲ့လှေသမားတွေအကုန်လုံးဖရာတရားဟောတရားနာယဟန်ဝတ်သွားဘာလို့မရဒါအမှုသာစင်သူချက်ချင်းပေါ့ဟုတ်ပြီနော်ပထမလေးသမားပြင်းမလို့ကြတယ်မြားချိန်လိုက်တယ်ဖရာခေါင်းမှုခြုံပြီးထိုင်နေတာနော်ကြောက်ရွံ့ကြီးဖြစ်သွားတယ်နောက်2ယောက်လာတယ်ပြင်းမလို့ကြတယ်ကြောက်ရွံ့ကြီးဖြစ်သွားတယ်နောက်4ယောက်လာတယ်ပြင်းမလို့အမေကြောက်ရွံ့တန်းကြီးနော်အဲ့ဒါပြီးတော့မှဖရာခေါင်းမှုခြုံဖွင့်ပြီးတော့တရားဟောတယ်အဲ့တော့လေးသမားတွေအကုန်ကျွတ်သွားတယ်နောက်တစ်ခေါက်နာရာဂိရိဆင်ကြီးနဲ့တိုက်တပ်ဖို့ကြတယ်အောင်သလားမအောင်ဒါဖြင့်ကြောင်မောင်းဆင်ချတယ်အောင်သလားနီးမျိုးစုံလုပ်တယ်ပညာရှိကိုလှည့်စားလို့မရဘူးအဲ့တော့ဘလို့မှလုပ်လို့မရတော့ယဟန်နေကြားထဲမှာဒေဝရအကြောင်းကိုပြောဆိုပြီးနေကြတယ်ဒေဝရတော်ဆိုးတယ်ဘုရားကိုနီးမျိုးစုံနဲ့သူလှုပ်ကြနေတာအောင်လည်းမအောင်ဘူးဒီအကြောင်းပြောနေတော့ဘုရားရှင်ကိုရောမြတ်ကြီးကဓမ္မသနပလင်ပေါ်ကိုတက်လာပြီးခြေသားတို့ငါမလာခင်မင်းတို့ဘာအကြောင်းပြောနေကြလဲမှန်လားပါဗျာဘုရားတပည့်တော်တို့အရှင်ဘုရားရဲ့ညီတော်မောင်ဒေဝရရုံမှာကောက်ကျစ်ပုံနဲ့အရှင်ဘုရားကိုလှုပ်ကြံပုံတွေအကြောင်းတပည့်တော်တို့ပြောနေပါတယ်ဆိုတော့အေးတဲ့ပညာရှိကိုဘယ်သောအခါမှလူယုံမှလှည့်စားလို့မရဘူးဒေဝရအခုမှငါ့ကိုတတ်ဖို့ကြံခဲ့တာမဟုတ်ဘူးကွာဘဝများစွာတန်တရားတုံးကလည်းကြံခဲ့ဘူးတယ်သူတို့ကကဘာယံတွေကိုဗျနော်
ရွယ်ကုန်တယ်ဘဝကလေးကညှို့ထားခဲ့တာဒီကောင်ငါသတ်မယ်ဆိုတာအဲ့ဒါဘဝဆက်တိုင်းလိုက်တတ်တာပဲရှင်းသလားကဲထားလိုက်တော့အဲ့တော့အညိုးတွေကကပိတ်ကဘာကလေးကလာခဲ့တဲ့ကဘာရံညိုးတွေဖြစ်နေတော့အရင်တော့ကလည်းငါဒီလိုပဲလှုပ်ကြံခဲ့တာပဲကွာဘုရားကပြောတော့ယဟန်တွေကအရှင်ဘုရားတဲ့အခုဘဝလှုပ်ကြံတာတွေတော့တပည့်တော်တို့မြင်တွေ့နေရတာကြားနေရတာဖြစ်လို့သိပြီးဖြစ်ပါတယ်အရင်တော့ကဒေဝရဘလို့ရုပ်လှုပ်ကြံခဲ့သလဲဆိုတာလေးတပည့်တော်တို့သိပြရစီအစဉ်သနာခြင်းကိုအကြောင်းပြုဟောကြားဆုံးမတော်မူပါဗျာဆိုတော့အေးတဲ့တခုသောဘဝတုန်းကကွာကောသံပီပီမှာကောသံဘိယဆိုတဲ့မင်းပြုနေတဲ့အချိန်ဒါကတော့ဘုရားကာလကလေးကိုပြောပြတယ်ဒါပေမဲ့သူတို့ဇတ်တကယ်ကဘုရားအလောင်းတော်ဟာအဲ့ဒီအချိန်ကကောသံပီပီကမနီးမဝေးကတောအုပ်တစ်ခုတည်းကဝယုံတယုံကိုအမိပြုတ်ပြီးနေတဲ့ကြက်ဖြစ်ခဲ့တယ်။ဘာဖြစ်ခဲ့လဲ။ဘုရားအလောင်းကကြက်အဲ့ဒီအချိန်မှာဒေဝရအလောင်းကအဲ့ဒီတောအုပ်ထဲမှာကြက်စားတဲ့စွန်ဟုတ်ပြီနော်။ဒေဝရအလောင်းကဘာဖြစ်လဲ။ဘုရားအလောင်းကကြက်နော်။ဒေဝရကတော့ခွန်အားပူကြီးနေသေးတယ်ဒီလိုဒေဝရကလည်းသူ့စုထူးနဲ့သူကတော့သူ့ဟာသူတယောက်တည်းဆိုကောင်းတယ်ဘုရားအလောင်းနဲ့တွေ့တဲ့အချိန်ကျမှဆိုးတာအဲ့တော့အဲ့လိုဆိုးနိုင်အောင်လဲသူအကောင်းတွေဟိုဘက်ကကျင့်ထားတော့ဒေဝရကအဆင့်မြင့်ပြီးဘုရားကအဆင့်နှိမ့်နေတဲ့ဘဝမျိုးလေးတွေလည်းအများကြီးကြုံခဲ့တာဟုတ်ပြီနော်ကဲထားလိုက်အခုဒေဝရကစွန်ခွန်အားပို့ကြီးတယ်ကောင်းကင်ကနေပြန်ပြီးတော့သွားတဲ့ပုဂ္ဂိုလ်အောက်ကဘုရားအလောင်းကကြက်အုပ်တအုပ်နဲ့နေတယ်ပေါ့လေအဲ့တော့ဇာထဲမှာတော့ဘုရားအလောင်းဖြစ်တဲ့အတွက်ကြက်မင်းလို့သုံးရှိသေးတော့အဲ့တော့ဒီစွန်ဟာအဲ့ဒီကြက်အုပ်ကိုစားခြင်းတော့ဥပ္ပယ်တမြင်နဲ့ကြက်တွေသင်းကွဲအောင်လုပ်ပြီးတကောင်ချင်းဖမ်းစားစွန်ကလည်းစွန်လေစွန်ကိုလူလေသွားပြောလို့မဖြစ်ဘူးစွန်ကစွန်လေပဲဖြစ်ရှင်းသလားစွန်ကလည်းပါနတ်တယ်အဲ့တော့ဒေဝဒတ်လေခုနကလောက်ကြံတာပဲကြီးအစပေါ်မရအောင်နော်ဘယ်သူမှအစပေါ်မရအောင်တယောက်ကိုပြစ်ခိုင်းတယ်အဲ့ဒီတယောက်က2ယောက်လွတ်တယ်2ယောက်နောက်က4ယောက်လွတ်တယ်4ယောက်နောက်က8ယောက်လွတ်တယ်အစဖြောက်ခိုင်းတယ်ဟုတ်ပလားပရိယေသိတ်ကောင်းတယ်သူကဘယ်နေရာပရိယေကောင်းမဟုတ်တဲ့နေရာပရိယေကောင်းနေတာရှင်းသလားအေးအဲ့တော့ညံထက်တယ်ဆိုတော့မဟုတ်တဲ့နေရာသွားထက်နေမှလဲဆိုရသေးတယ်အကျိုးပြုမဲ့နေရာအသုံးမချဘဲနဲ့ဖြက်စီးမဲ့နေရာလွဲမားတဲ့နေရာမှာသွားသုံးနေရင်လဲအကျိုးနဲ့အပြစ်ဘယ်တည်းကများမလဲခုဒေဝရအလောင်းစွန်ဟာတကောင်ချင်းအမှဲ့ကျွေစားသွားတယ်နောက်ဆုံးဘုရားအလောင်းကြက်ဖကြီးတကောင်မကြံဟုတ်ပလားအဲ့တော့ကြားတဲ့ကိစ္စတွေတော့စာထဲမှာပါတဲ့အတွက်တို့မပြောတော့ဘူးဘုရားအလောင်းကြက်မင်းလို့ပြောထားပြီးသူ့လူတွေမကာကွယ်နိုင်ဘူးလားလို့မေးရင်ဒါပြဿနာတက်အောင်ပါနော်အဲ့တော့ရှိသေးအကုန်သွားပြီဘယ်နှကောင်ပဲကြံတကောင်ပဲကြံတော့တယ်ကြက်မင်းကြက်တကောင်ပဲကြံတော့တယ်တကောင်ထဲမှာတော့မင်းခေါ်လို့မရတော့ပါဘူးနော်အုတ်ချုပ်เสียတကောင်မှမရှိပဲသူကသူ့ကိုသူမင်းသွားပြောလို့တော့မဖြစ်တော့ကြက်ဘုရားအလောင်းကြက်ကြီးတကောင်ပဲကြံတော့ရှင်းသလားဘုရားအလောင်းကြက်ဖာကြီးတကောင်ပဲကြံတော့တယ်ဒါပေမဲ့ဘုရားအလောင်းကြက်ကတော့သူ့ရှိတင်ပါသွားတယ်သူသိနေတော့ဝယုံတော်တဲ့ကစွန်ဝင်လို့မရတဲ့အဲမှာသွားနေတယ်အခါကာလကြည့်ပြီးမှအစာထွက်ရှာတယ်စွန်မရှိတဲ့စွန်လာတဲ့အချိန်သူအထဲပြန်ဝင်တယ်အဲ့တော့ဒီစွန်ကြီးကဒီတကောင်ပဲကြံတော့တယ်ကြက်ကြီးကလည်းကြီးလိုက်တာကြက်ဖာကြီးနေတဲ့ကောင်ကြီးမဟုတ်ဘူးနော်အဲ့တော့ဒီကောင်ကြီးကိုစားကျင်နေတာဟိုကောင်တွေအကုန်စားပြီးပြီဒီကောင်ကြီးစားရရင်တော့တော်တော်မိန်ပါပဲနော်ဆိုပြီးတော့ချောင်းနေတာဒီနားမှာအဲ့တော့ကြက်ဖာကြီးကလည်းပညာရှိတဲ့လူပြီးပြီတတိလည်းရှိတယ်ပညာလည်းရှိတယ်ဒါလည်းမထားအောင်နော်ပညာနဲ့ဘာနဲ့တွဲရမလဲတတိနဲ့တွဲရမယ်တတိဆိုတာအောက်မေ့တာနော်ပညာဆိုတာပိုင်းခြားတတ်တဲ့ပညာအကောင်အဆိုးအကြောင်းအကျိုးအမှားပိုင်းခြားနိုင်တာကိုဗါလဲပညာရှိပြီးသတိမရှိရင်လည်းအငိုက်ခံဟုတ်ပြီနော်
သတိရှိပြီးပညာမရှိပြန်ရင်လည်းအမှားခံရမယ်သတိရှိပြီးပညာမရှိရင်မှားမယ်ဟုတ်ပြီနော်ပညာရှိပြီးသတိမရှိရင်အငိုက်မိမယ်ကျင်တတ်သလားသဘောပေါက်သလားသိရေးကြည့်တဲ့ဒါတွေဦးဇင်းတို့အားလုံးကိုသိစေခြင်းတယ်အခုသူတော်ကောင်းတို့ဝိပဿနာတရားတွေခုခေတ်ကြီးထဲမှာအလွယ်တကူနားနေရတယ်ခန္ဓာ၅ပါးတောင်းတောင်းပြေပြောနိုင်တယ်ယုံနာတောင်းတောင်းပြေပြောနိုင်တယ်ဒါပေမဲ့ဈေးရောက်မကောင်းတော့ရေရာချေအောင်ဖြစ်သွားတယ်သဘောပါသလားဒီခန္ဓာထဲမှာငါကိုငါဟာငါဥစ္စာပါသလားအကြောင်းရှိရင်အကြောင်းကောင်းရင်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မှာပြောနဲ့ကောင်းကျိုးပေးမယ်လို့ပြောကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်အဲ့ကောင်းကျိုးမကောင်းကျိုးဘယ်ချိန်ပေးမှာလဲအကြောင်းညီညွတ်တဲ့ချိန်အကုန်သင်မိသားသူမင်္ဂလာရောင်ဝါသင်ထားတဲ့ဆရာမဟုတ်ဘူးဟမ်ခင်ဗျားတို့ဓမ္မနဲ့ပတ်သက်လို့အနှစ်သာရအပြည့်ရအောင်တောင်းစီအောင်သင်ထားတာခင်ဗျားတို့ရှင်းလားကံကံအကျိုးယုံကြည်တဲ့နေရာမှာရောင်ဝါမဖြစ်အောင်သင်ထားတာကောင်းတာလုပ်ရင်ကောင်းချိုးပေးမယ်အချိန်တန်မှပေးမှာမကောင်းတာလုပ်ရင်အချိန်တန်မှပေးမှာသူကလည်းအကျဉ်သူသည်တဲ့ပြုတ်အပ်သောမကောင်းချိုးမပေးသေးသမျှကာလပတ်လုံးဒီပုဂ္ဂိုလ်သည်ချမ်းသာဒုက္ခကိုခံစားနေရတယ်အဲ့ဒါမကောင်းချိုးကမပေးသေးတာအဲ့ဒါကိုမမြင်တော့မကောင်းမှုလုပ်ပြီးချမ်းသာနေမဟုတ်တာလုပ်ပြီးချမ်းသာနေကြတာမဟုတ်တာလုပ်လို့ချမ်းသာတာမဟုတ်ချမ်းသာတာအတိတ်ကမဟုတ်တာလုပ်တာပြစ္ဆုတ်ပံကအကျိုးမပေးသေးတာဒင်းတို့အကျိုးပေးတဲ့နေ့ဒီဟာကိုမထနိုင်ဘူးသိကြတယ်မှတ်ထားရှင်းလားအပေးနဲ့အယူအဲ့ဒါပဲနော်ယူပါများတဲ့လူကအထုပ်ကြီးပိုက်ပြီးလေးပါများတော့နောက်ဆုံးအောက်ဆင်းသွားတယ်ပေးနိုင်လူနိုင်တဲ့လူကပေါ့ပြီးပေါ့တက်သွားတယ်နိဗ္ဗာန်ထိရောက်သွားတယ်အထုပ်ပိုက်ထားတဲ့လူတွေတတိထားရှင်းလားသဘောပေါက်သလားအဲ့တော့ခုနပြောနေတာဘယ်ရောက်သွားပါလဲကျက်ဖာကြီးခဏထားသတိနဲ့ပညာနော်ကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်အကျင့်ခါ၌ဤမကောင်းတာပြုသောပုဂ္ဂိုလ်အားမကောင်းမှုသည်အကျိုးမပေးသေးတဲ့အကျိုးမပေးသေးတော့သူစည်းစိမ်ခံစားလို့ရနေသေးတာကောင်းတာလုပ်ပြီးကောင်းကျိုးမပေးသေးရင်လည်းမကောင်းတဲ့ပြစ်ဒဏ်တွေသူခံပြီးတော့မနေရဘူးလားအကြောင်းတရားနဲ့အတိတ်ကံရှိတယ်ပြစ္ဆုတ်ပံကံရှိတယ်အခုရထားတဲ့ခန္ဓာကအတိတ်ကံကြောင့်ရထားတာအခုရထားတဲ့ခန္ဓာကအခုဒီခန္ဓာကိုယ်ကြီးနဲ့လုံနေတဲ့ကာယကံဝစီကံမနောကံကပြစ္ဆုတ်ပံကံကဒီဘဝမှာအကျိုးပေးနိုင်ခြင်းမှပေးနိုင်မှာဘာလို့အတိတ်ကံကြီးကခင်ဗျားတို့ဘယ်လောက်ထိလှုပ်ထားမှမသိပဲရှင်းလားသဘောပေါက်သလားအဲ့တော့ကံအကျိုးကိုယုံသလားနံပါတ်1အဲ့ဒါသိရေးကြည့်ကောင်းတာလုပ်ပြီးမကောင်းချိုးပေးတယ်လို့မရှိမကောင်းတာ၍ကောင်းချိုးပေးသည်ဟူ၍လဲမှတ်ထားပါမကောင်းတာလုပ်၍ကြီးပွားချမ်းသာရိုးထုံးစံမရှိဥစ္စာဒါနရဲ့အကြောင်းရင်းကဒါနအတိတ်ကဒါနမျိုးစိအောင်ခဲ့လို့အခုချမ်းသာတာတကယ်တော့ तू ဟာအဲ့ဒီမဟုတ်တာမလုပ်လဲချမ်းသာမှာဒါနမလဲလို့ဒီလိုလုပ်လို့ချမ်းသာတယ်လို့ထင်နေတာရှင်းတယ်နော်အဲ့တော့ဘာနဲ့ဘာအရေးကြီးလဲတတိနဲ့ပညာအပမဒေနဘိက္ခွေသံပါဒေထာဒါပြောတာမမိတ်မလျော်မပေါ့စားတော့တတိဟုတ်ပြီနော်စဉ်းစားဝေဖန်တတ်တဲ့ပညာသတိပညာနဲ့နေရကြဘုရားကကျင့်တတ်ကြလားတချို့ပညာအမှန်တန်တတ်တယ်ပညာတွေထူးချွန်တယ်ဒါပေမဲ့သတိမရှိတော့ပညာအတွက်နဲ့မှန်တက်တယ်ပညာဆိုတာနိဇဗနံလိုပဲအဆံပြည့်လေကိုင်းငိုက်တာမဟုတ်ကိုင်းညွတ်လေမလေးငိုက်မလေးပညာရှိများငိုက်နေတာပဲဖြစ်နေဦးမယ်ခင်ဗျားတို့ပြောရတာသိကြောက်စရာကောင်းတယ်နော်တော့ကြတယ်တရားထိုင်တဲ့ယောဂီလာကြည့်ဟာပညာရှိတွေငိုက်နေ
သဘောပါသလားမလေးခင်ဗျားတို့ဗမာတွေတရားဟောတာကျိုးကသိကြောက်တာနော်ဟိုတိုင်းတစ်ပါးသားတွေဟောမှာမကြောက်ဘူးသူတို့ကတလုံးဆိုတလုံးရှင်းတယ်ဒီကဟာတွေကအမှဟိုလိုတစ်မျိုးလှည့်လိုက်ဒီလိုတစ်မျိုးလှည့်လိုက်သူတို့လွတ်အောင်ခေါ်ရတာကိုမလွယ်ဘူးဥဒုမင်္ဂလာငကောကစကားမတတ်ဘူးအခုတရားဟောရင်တည်းမှာအတော်တက်လာပြီနော်ဟိုကောင်တွေစင်စာမလွတ်မှဆိုလို့ရှောင်းကနော်ဒီလူတွေစင်ကြေလဲမှဆိုလို့လဲရနဲ့အာရှုပ်ရှက်ကိုခတ်နေတာပဲနော်ပညာရှိဆိုတာအဆံပြေလာလေမာမာနကိုနှိမ့်ချလာလေနုညံ့လာလေသိမ်မွေ့လာလေအကောင်းမြင်တတ်လာလေဒါပညာရှိအကောင်းမြင်လာတော့လောကအကျိုးကိုရတဲ့လမ်းကဆောင်တယ်ပညာရှိဟာနော်ပညာမတတ်တွေကလူတကာလက်ညှိုးထိုးပြီးကောင်းတာလုပ်တဲ့လူလဲဝေဖန်မကောင်းတာလုပ်တဲ့လူလဲဝေဖန်ဟိုလူလုပ်လဲစိတ်တိုင်းမကြဒီလူလုပ်လဲစိတ်တိုင်းမကြသူလဲထိုင်ရမတအဲ့ဒါမတတ်တက်ရောင်ကားတွေရှင်းလားသဘောပေါက်သလားသူကအိမ်ထဲအိမ်ပြင်နေတော့နော်ကြည့်လို့ကြငါကြားဘူးတာတော့ဘလို့ပြီးသူမသေးမှကြားသဘောပါသလားရှင်းအောင်ရှင်းသလားအဲ့ဒါတက်ရောင်ကားဟုတ်ပါလားပညာတက်လာတဲ့ပုဂ္ဂိုလ်ကနှိမ့်ချလာတယ်သိမ်မွေ့လာစီးလုံးနိုင်လာတယ် तू ကဒီဘက်ကိုစွမ်းတယ်ငါကဒီဘက်ကိုစွမ်းတယ် तू စွမ်းတဲ့ဟာငါမစွမ်းဘူးငါစွမ်းတာ तू မစွမ်းဘူးငါတို့ပေါင်းလို့တော့နှစ်ခုလုံးစွမ်းသွားတယ်ပညာရှိကပေါင်းနိုင်တယ်ပညာမဲ့ကမပေါင်းနိုင်ဘူးပညာရှိကအကျိုးအပြစ်ကိုသိတယ်ပညာမဲ့ကအကျိုးအပြစ်ကိုမသိဘူးဖြက်လို့ဖြက်စီးလို့ဖို့တော့ပဲကြံတယ်ပညာမဲ့ဒါရင်ထဲကရှေ့ရတယ်အကုန်အန်ထွက်လာလို့သဘောပါလားလောကကြီးမှာသိကြောက်စရာကောင်းတယ်အကျိုးဆောင်နေတဲ့ပုဂ္ဂိုလ်ကြတော့အကျိုးဆောင်မှမသိဘူးဖြက်စီးခြင်းဟုတ်ပြီနော်အကျိုးဖြက်စီးနေတဲ့လူတွေကြတော့ဘယ်သူမှတားမြစ်မဲ့လူမရှိဘူးဒီနေ့ဘေရင်ဖုံးကြီးချဲဖုံးကြီးဓာတ်ဖုံးကြီးနတ်ဖုံးကြီးနေနေရေးတခါမှမကြောက်ဘူးဓမ္မဂရိကနေနေရေးပဲကြောက်ဘူးလေသဘောပါသလားမဟုတ်တာလုပ်နေတဲ့အာဓမ္မဝါဒီအလစ်စီများရှင်းလင်းရေးတော့တခါမှကြားဘူးတရားဟောနေတဲ့လူပိတ်ပင်ရေးတော့ကြားဘူးလေမြဲပိတ်ခံနေရတာမတို့သဘောပါသလားအဲ့ဒါစဉ်းစားကြည့်သမ်းအော်တော်တော်ပျက်စီးနေတဲ့ခေတ်ပဲအကောင်ဆိုးလည်းမသိဘူးအမှားမှန်ပညာတတ်ရောင်နော်ဝေဖန်လိုက်ကြတာမလီဘေကိုရဟောနေဘာမှနေသူတက်ဟောစမ်းဆိုလည်းခေါင်းမှမပြောတတ်ဘူးဟမ်မတတ်တဲ့လူတက်ဟောနေလို့မှားနေပါလေဆိုတတ်တဲ့လူတွေဘာလုပ်နေလို့လေသဘောပါလားရှင်းရရှင်းလားအဲ့တော့ဘာရေးကြည့်လဲသူတို့ရှင်တွဲနေဖို့လိုတယ်တတိဆိုတာအောက်မေ့တာပညာဆိုတာဆင်ခြင်တာဟုတ်ပြီနော်ဆင်ခြင်နိုင်စွမ်းရှိမှပညာရှိလာလေသိမ်မွေ့လာလေနုညံ့လာလေလောကအကျိုးကိုကြည်တတ်လေဂျင်းနကလားအဲ့တော့ဒီမှာဘုရားအလောင်းကကြက်တော့ကြက်ပဲဒါပေမဲ့သူ့မှာဘာပါလဲပညာလည်းရှိတယ်တတိလည်းရှိတယ်တကယ်တော့တိရစ္ဆာန်ဆိုတာလေတိအိဋ္ဌာအိဋ္ဌာကာမဒီ၃ပါးပဲအာယုံရှိတာတိရစ္ဆာန်ဒါပေမဲ့ဒီမှာကဘုရားအလောင်းတော်ဖြစ်နေတဲ့အတွက်အလောင်းတော်တို့မြည်သည်မှာဖြစ်လျာဘဝမှာသူ့ကိုယ်သူအလောင်းတော်မှန်သိဟုတ်ပြီနော်မမေ့တဲ့တတိရှိတယ်သဘောပါသလားအဲ့ဒီတတ္တိဓုတွေကြောင့်သူကဟိုမှာသူ့ရန်သူရှိတယ်မမေ့ဘူးဘယ်အချိန်ထွက်စားရင်လွတ်တယ်ပညာရှိတယ်ဟုတ်ပြီနော်ဘယ်အချိန်စားရင်မလွတ်နိုင်ဘူးဘယ်အချိန်စားရင်လွတ်နိုင်တယ်ဆိုတော့ तू ဒီထဲတွေအန္တရာယ်ကင်းအောင်နေတော့နောက်ဆုံးဘလုံးမစွန်ကမနေနိုင်တော့ကြက်ရှိတဲ့ဝယုံနာခန့်နှိမ့်နှိမ့်ပြန်ဆင်းလာပြီတစ်ကိုင်းလေးရတယ်ဟေး very pretty croc တိတ်လာတဲ့ကြက်ကြီးနော် croc ဆိုကြက်ပေါ့နော်ဒါမို့လဲအော်အီယိုပေါ့ဟုတ်လားအဲ့တော့သိလာတဲ့ကြက်ကြီးမင်းနဲ့ငါမိတ်ဆွေဖြစ်ချင်လို့ပါကွာတဲ့အဲ့ဒါငါတို့အပေါင်းအသင်းဖြစ်ရအောင်ဒီနားမှာစကြက်ကစားနာရိတ်ခါသိမပေါ်ဘူးကွာတဲ့စားနာရိတ်ခါပေါ်တဲ့နေရာငါသိတယ်တဲ့ငါတို့အတူသွားပြီးတော့ဝဝလင်းလင်းအစာရှာပြီးတော့အတူတကွပေါင်းသင်းနေရအောင်တငယ်ချင်း
ကြက်နဲ့စွန်နဲ့တငယ်ချင်းလုံးမလို့တဲ့တူသလားဗျာဘုရားအလောင်းကပြုံးရှာမှာပေါ့ကြက်ဘယ်လိုပြုံးနေတော့တို့လည်းမသိဘူးနော်ပညာရှိသွားလှည့်စားလို့မရဘူးအဲ့တော့ဘုရားအလောင်းကကြည်နေတယ်တကယ်ချင်းမင်းငါ့ကိုမယုံဘူးလားငါအရင်ကသာမင်းတို့ကြက်တွေစားကြတာပါကွာအခုငါမင်းကိုစားခြင်းစိတ်မရှိပါဘူးလာတာကွာဒီလိုနော်နှုတ်ချိုလေးလာရင်တော့လိန်တော့မှသတိသာထားနော်ဗလိုင်းကြီးဝင်လုံးတော့သဘောပါသလားအဲ့ဒါကိုအလိန်ခံလိုက်ရတဲ့လူတွေလည်းရှိသေးတယ်နော်သိလာတာကွာမင်းငါမျက်စိထဲမှာအလှဆုံးပဲဟုတ်တယ်မင်းနဲ့တွေ့တဲ့အချိန်ပြောတာဟိုတယောက်နဲ့ကြတော့နောက်တစ်မျိုးပြောတာပါပဲသဘောပါသလားဒါလည်းပြုံးနေတာပဲဘာလို့ဆိုလိန်မှန်းသိရတဲ့ကိုအလိန်ခံကျင်နေတာဟုတ်ဗျကျင်တတ်ကြလားသဘောပါလားနော်အဲ့တော့စွန်ကလာပြီးမိတ်ဖွဲ့တယ်ဆိုတာကြက်နဲ့စွန်မိတ်ဆွေဖြစ်ရိုးထုံးစံမရှိပါဘူးအဲ့တော့ဒီမှာတမျိုးလုံးကုံအောင်စားထားပြီးပြီတကောင်နဲ့ကြံတော့တာအဲ့တော့အသင်စွန်နဲ့စွန်မင်းပေါ့လေဒါပါတော့တကောင်နဲ့လည်းမင်းဖြစ်ချင်းဖြစ်နေနော်စွန်မင်းပြောတို့ကတော့စွန်မဲနော်တို့ကသူဘာပြောစာတိုင်းရေးတိုင်းလျှောက်ပြောနေလို့လည်းဖြစ်တာမဟုတ်ဘူးယုတ်တိရှိမရှိကြည့်အောင်ပါဟုတ်လားအဲ့တော့အသင်ကြက်မင်းမိတ်ဆွေဖြစ်ပြရစီဆိုတော့တကောင်နဲ့ဘယ်လိုလုပ်မင်းဖြစ်မလဲနော်အဲ့တော့ဟဲ့ကြက်ကြီးမိတ်ဆွေဖြစ်ခြင်းနဲ့ပေါ့ဟေးစွန်ဒီလိုပဲပြောရမှာပေါ့ဟေးစွန်တဲ့သူတစ်ပါးအသက်ကိုတတ်ဖြတ်စားတော့လေရှိတဲ့အသင်စွန်ငါအမျိုးတွေကုံအောင်သင်စားပြီးပြီတဲ့ငါ့ကိုမိတ်ဆွေဖြစ်ချင်ပါတယ်ဆိုတဲ့စကားဟာယုံစရာအကြောင်းမရှိဘူးမင်းလူမိုက်ကိုသာလိန်လို့ရမယ်ဟာလေအဲ့တော့အလိန်ခံရရင်မှတ်ထားရှင်းလားအလိန်ခံရရင်မင်းလူမိုက်ကိုသာလိန်လို့ရမယ်အလိန်ခံရရင်ဒီနေ့တရားကောင်းစရာအဲ့ဒါအလိန်ခံရရင်လူမိုက်ရှင်းလားဟေးစွန်မင်းဟာလေလူမိုက်ကိုသာဒါကတော့လူတွေဟောနေတာမလို့ဒီလိုပြောင်းလိုက်ရတာသူတို့ချင်းချင်းကြတော့မင်းကြက်မိုက်ကိုပဲမင်းလိန်လို့ရမှာပေါ့ဒီလိုလုပ်မှာပေါ့ဟုတ်ပြီနော်အဲ့တော့ပညာရှိတဲ့လူကိုလိန်လို့မရဘူးတဲ့ဆိုပြီးတော့မှတခါတဲ့သူကစကားပြောတယ်ကြက်ကနှုတ်ချိုနဲ့အကျိုးလိုလားလို့လာပေါင်းသူမိမိအကျိုးကိုသာကြည်တတ်သူမျိုးကိုမပေါင်းသင့်ရဟုတ်ကလားနှုတ်ချိုနဲ့သူ့အကျိုးအတွက်သူရက်ယူတော့မှာကိုယ်အကျိုးအတွက်လာပေါင်းတာလားသူ့အကျိုးအတွက်လာပေါင်းတာလားအဲ့တော့နှုတ်ချိုဖြင့်ကောက်ကျစ်တတ်သူကိုမပေါင်းသင့်ရတဲ့မှုသားလိန်လေပြောတတ်သူမျိုးကိုလည်းမပေါင်းသင့်ရပြောပြီတရားဘုရားလောင်းကျက်မင်းကတရားဟောပြီဟုတ်ပြီနော်လိန်ညာပြောတတ်သူမျိုးကိုလည်းမပေါင်းသင့်ရတဲ့နောက်တစ်ခါအပေါင်းဖော်တို့ဤကျေးဇူးကိုမသိတတ်သူကိုလည်းမပေါင်းသင့်ရအပေါင်းဖော်တို့အားဖြည့်ဆည်းတတ်သူအားလည်းမပေါင်းသင့်ရရှင်းသလားအခုဒီမှာဒီစွန်ကြီးကတကောင်ပြီးတကောင်တုတ်စားလာနောက်ဆုံးဘယ်သူပဲကြံလဲဘုရားအလောင်းကျက်တကောင်ပဲကြံတော့တယ်အဲ့တော့ဒါသည်သူ့အကျိုးစီးပွားအမျိုးကြီးအကျိုးစီးပွားကိုဆောင်ကျင်းသူလားဖျက်ဆီးသူလားအေးဒီလိုပုဂ္ဂိုလ်မျိုးကိုပေါင်းသင့်သလားမပေါင်းသင့်ဘူးလားအဲ့တော့နှုတ်ချိုဖြင့်ကောက်ကျစ်တတ်သူကိုမပေါင်းသင့်ရလိန်လာလက်ပြားတတ်သူကိုမပေါင်းသင့်ရဘုရားအလောင်းကပြောပြီဟုတ်ပြီနော်သူတော်ဘာအကျိုးကျေးဇူးကိုမသိတတ်သူကိုမပေါင်းသင့်ရတဲ့မိမိအပေါင်းဖော်ဤအကျိုးစီးပွားကိုဖျက်ဆီးတတ်သူကိုလည်းမပေါင်းသင့်ရတချို့ကမိတ်ဆွေချင်းကြမှာ
ဖြစ်စည်းတတ်တာတွေလည်းရှိသေးတယ်ကိုခင်ဗျားတို့ရံဖြစ်ကြပြီဆိုတော့တခါမှမသိဘူးလေရံဖြစ်သလားမိတ်ဆွေချင်းချကြတာလားခင်လေရံဖြစ်ဖို့နီးလေသဘောပါသလားရှင်းရောရှင်းသလားအဲ့တော့နှုတ်နဲ့သာပေါင်းသင်တတ်၍ကိုဖြစ်မပေါင်းတတ်သူကိုလည်းမပေါင်းသင်ရတချို့ကနှုတ်ကလေးနဲ့တင်ချူပြောတာသူ့ပဲအနှစ်နာခံရမယ့်ချိန်မျိုးကြတော့ရှင်းအဲ့ကောင်ခင်တော့ခင်နေတယ်အကျွေးတွေအများကြီးတယ်သူသားသွားလို့မဖြစ်ဘူးသဘောပါသလားနည်းနစ်နာလာပြီထင်ရင်သွားတော့အဲ့ကောင်နာသွားခြင်းနဲ့သွားခြင်းရံများလို့တော်ပြီသွားတော့သဘောပါလားအဲ့ဒါမိတ်ဆွေကောင်းလားမိတ်ဆွေရုပ်လားဘုရားအလောင်းကျက်မင်းကပြောပြီနှုတ်ဖြင့်သာပေါင်း၍ကိုဖြင့်မပေါင်းတဲ့ပုဂ္ဂိုလ်ကိုမပေါင်းသင်ရရှောင်ကျင်ရမယ်သဘောပါသလားအဲ့တော့ကြက်ကြီးကိုသူလှည့်စားလို့မရဘူးလူမိုက်တို့စကားကိုပညာရှိတို့ယုံရိုးထုံးစံမရှိဘူးတဲ့ပညာမဲ့တို့သာယုံနေသဘောပါသလားစွန်မင်းတဲ့သင်နဲ့ကျွန်ုပ်လည်းအမျိုးတူသူမဟုတ်အမျိုးမတူဘဲနဲ့ပေါင်းသိရင်လည်းပျက်စီးမယ်ရှင်းသလားစွန်နဲ့ကြက်သွားပေါင်းရင်ဘယ်သူနာမလို့ကြက်ပဲနာမှာပေါ့သဘောပါသလားအဲ့တော့ကြက်ကငါ့ကိုမလဲစားနဲ့တဲ့သင်မှာဇကြက်ကောင်းကောင်းရှိရင်သင်ရသင်သွားစားကြည့်ငါမှဒီမှာလုံလောက်တဲ့ငါအတွက်လုံလောက်တဲ့ရိတ်ခါရှိပါတယ်ပြောတော့စွန်ကဘုတ်ပါဘူးကွာတဲ့မင်းကကိုအထင်လွဲနေတာပါဟိုတုန်းကသာဆိုးတာပါငါအခုတော့ဆိုးလို့မရပဲဟိုကပညာနဲ့နေနေတာနော်သူ့အလစ်ကိုထွက်စားတယ်သူရှိတဲ့အချိန်ထဲထဲမှာနေတော့ဒီဝယုံထဲသာသူဝင်ပြီးထိုးတော့ရင်သူပဲသိချင်းစိုးသိသွားမှာပေါ့သဘောပါသလားဘလို့မှလှုပ်လို့မရလို့အခုကောင်းကြအောင်ဆောင်းနေတာခိုးเสียမရှိလို့မခိုးတာကိုဒီပုဂ္ဂိုလ်သီလလုံတယ်လို့ပြောလို့တောက်เสียမရှိလို့မတောက်တာကိုဒီကောင်အရက်ပြတ်သွားပြီပြောလို့ကျင်တတ်သလားလိန်မရလို့မလိန်တော့တာကိုဒီကောင်မလိန်တော့ပါဘူးပြောလို့ကျင်တတ်တယ်နော်ခုလဲစားเสียမရှိလို့မစားတာငါသူများတတ်ပြီးတော့မစားတော့ပါဘူးတဲ့ဆိုတော့အေးအဲ့ဒါလို့နှုတ်ချိုချိုဖြင့်လိမ့်လေလှဲ့စားတတ်သူကိုငါတို့ပေါင်းသင်ရိုးထုံးစံမရှိဘူးတဲ့အသင်စွန်းတဲ့ငါနဲ့ဝေးရကိုသွားပါတဲ့အကယ်၍သင်မသွားခဲ့ရင်နောင်ဖြစ်လာမဲ့အကျိုးဆက်ကမင်းတာဝန်မဲသူပြောချင်တာဒီလိုပေါ့ကွာဇီဝတဲ့မတဲ့သူတာဝန်မဲမလို့ဆိုဘာမှလည်းလုပ်မရပါဘူးသဘောပါသလားခုလည်းကြက်ကပြန်ပြောတာအဲ့ဒီစကားကိုကျုပ်ကနားထောင်ပြီးကြည့်ပြီးတော့မှစိတ်ထဲရည်ကျင်းလာတယ်မင်းဒီကနေမြန်သွားရင်သွားတယ်ကြက်ကပြန်ချင်းကြောက်ပြီးအောက်ကနေနော်မသွားရင်ငါအကြောင်းသိစေရမယ်မင်းတာဝန်မဲတဲ့နောက်မှနောင်တမရနဲ့တဲ့ဆိုတော့အပေါ်ကစွန်ကဒေဝဒအလောင်းအောက်ကကြက်ကဘုရားဘသူကပို့အစွမ်းထက်ဘုရားအလောင်းကအစွမ်းပို့တက်အပေါ်ကစွန်ကနီးမျိုးစုံနဲ့စီယုံတယ်ဘယ်လိုပေါင်းသင်ပါမယ်တငယ်ချင်းချင်းဘယ်လိုဂယုစိုက်ပါမယ်နှုတ်ဂရိတွေအတန်တန်ပေး၍တဲ့နော်အဖန်ဖန်ပြက်ကွက်တတ်သူမျိုးနဲ့လဲမပေါင်းသင်ရလာပြီဟိုကတခွန်းပြောလိုက်အောက်ကပညာချက်တစ်ခုထုတ်လိုက်ရှင်းသလားနှုတ်ဂရိတွေတငယ်ချင်းမင်းကိုငါတို့တစ်သက်လုံးစောင့်ရှောက်သွားမှာပါကွာငါတို့သေတူရှင်းမကွာခုကစကြဲကောင်းရှိလို့လာခေါ်တာတငယ်ချင်းငါအမှန်ပြောတာအကောင်းပြောတာမင်းအကျိုးစီးပွားကိုလိုလားလို့ပါကွာတကယ်ချင်းကမင်းနဲ့အပေါင်းအသင်းဖြစ်ချင်ုံတက်ပါကွနှုတ်ဖြင့်ဂရိအတန်တန်ပေး၍ပါတဲ့အချိန်ချင်းပြက်ကွက်တတ်သူအားမပေါင်းသင်းရရှင်းသလားပြီးတော့ထပ်ပြောလိုက်တယ်
အသင်စွန်တဲ့သင်သွားရင်သွားမသွားရင်သင်အကျိုးစီးပွားပျက်စီးသွားမှတော့ငါ့ကိုအဆိုးမဆိုနဲ့သင်ဘာဖြစ်မယ်ဆိုတာနောက်သင်သိလိုက်ပဲဆိုတော့အောက်ကပြန်ချင်းချောက်တော့စွန်ကဒေဝရအလောင်းပြီးပြီအလိန်ခံရတာပါလို့ခုနပြောတဲ့ခေါင်းစဉ်တရားခေါင်းစဉ်ပါတော့အလိန်ခံရရင်အဲ့တော့အောက်ကကြက်ကခတ်တီတွေနဲ့6စွန်ကဟိုက်ဒီအောင်ပါအာကိုရှိတယ်မသိဘူးနော်နျူကလ িয়ার တွေပါများဝယ်ထားလားမပြောတတ်ဘူးသဘောပါသလားဒီကောင်ကြက်ကငါပြန်ချင်းချောင်းနေတယ်အဲဒီကောင်ဘာတွေပြစ်เสียခတ်เสียရှိလဲမသိဘူးနော်အဲဒီသူထတ်ချော့တယ်ပြန်ချော့တယ်မဟုတ်ပါဘူးကွာမင်းဘယ်နဲ့ကြောင့်ရန်လိုနေတာလဲပညာရှိဆိုတာကွာရန်သူဆိုတာတောင်းပန်ရင်တောင်ကြည်အေးရဟုတ်ပြီနော်ငါမင်းအမျိုးတွေဖြက်စီးခဲ့တာမှန်ပါတယ်ကွာတဲ့ဒါပေမဲ့အခုဒီရရှိမလုပ်တော့ပါဘူးတဲ့မင်းနဲ့ငါနဲ့မိတ်ဆွေဖြစ်ချင်လို့ပါဟုတ်ပြီနော်ဘလို့လိန်လိန်ကြက်ကရအောင်မလားကြက်မင်းမှာဘာရှိလဲတတိနဲ့ပြန်ပြောယုံအောင်ပြောလို့လဲမရဘူးပရိယေဆင်လို့လဲမရဘူးရှင်းသလားစကားသာပြောနေတာကြက်ကလည်းဝယုံနဲ့မထွက်ဘူးဟုတ်ပြီနော်စွန်ကလည်းထိုးသုံးနိုင်တဲ့နေရာကနေအစင်သင့်အဲ့တော့ကြက်ကကြည့်သိတာပေါ့ဒီကောက်ပုံက ready to fighting သဘောပါသလားအနေနဲ့ခေါင်းထွက်ရင်ခေါင်းကုတ်သွားမှာခြေထွက်ရင်ခြေကုတ်သွားမှာဆိုတော့ဝယုံနဲ့မထွက်ဘူးနော်ပညာမဲ့သူတို့သာလှည့်စားသူကိုယုံတာပညာရှိဟာယံပြုတ်မဲ့ပုဂ္ဂိုလ်ကိုသိတယ်အဲ့တော့မိမိကိုယံပြုတ်မဲ့ပုဂ္ဂိုလ်မျိုးနဲ့မပေါင်းရှင်းသလားမိမိကိုယံပြုတ်မဲ့ပုဂ္ဂိုလ်မျိုးနဲ့မပေါင်းတဲ့သင်ငါပြောတာနားမထောင်ရင်သင်ငါ့ကိုအဆိုးမဆိုနဲ့တဲ့သင်ငါအကြောင်းကောင်းကောင်းသိရမယ်အောက်ကနေချင်းလိုက်တော့ဟိုကဟိုက်မဖြစ်တော့ဒီတိုင်းဆိုငါဆက်နေဒီကောင်ဘာနဲ့ဆော်မလဲမသိဘူးနော်ဘလို့မှလည်းဖျားရောက်လို့မရဘူးဆိုပြီးမှစွန်ကြီးဟာလက်လျှော့ပြီးတော့ပြန်ပြေးသွားနောက်အဲ့ဒီနာဘယ်တော့မှမလာတော့ရှင်းသလားအဲ့တော့အလုံးသိရမှာကဘုရားအလောင်းကြက်မင်းကိုဒေဝရအလောင်းဟာစွန်ကြီးကဘယ်လို့မှဖျားရောက်လို့မရဘာလို့မရခဲ့တာတတိလည်းရှိတယ်ဘုရားအလောင်းမှာပေါင်းအပ်မပေါင်းအပ်သိတဲ့ပညာရှိမရှိပေါင်းတဲ့သူမပေါင်းတဲ့သူကိုရွေးချယ်နိုင်တဲ့ပညာအကောင်းဆိုးခွဲခြားနိုင်စွမ်းအမှန်အမှန်ပိုင်းခြားနိုင်စွမ်းရှိတော့ဟောဒီကုက္ကုတ္တဇတ်ဒါဇတ်တော်ကိုပြောပါတယ်အဲ့တော့ဒေဝရကဟေးတဲ့အခုမှငါ့ကိုမဖြက်စီးနိုင်တာမဟုတ်ဘူးတဲ့ဟောအခုကြက်မင်းဘဝတုန်းကလည်းသူငါ့ကိုဖြက်စီးနိုင်ငါအောက်ကချင်းချောက်လိုက်တာနဲ့ကြောက်ပြီးပြေးသွားတယ်ဟောဒီကောင်ဘာလို့အလိန်ခံပညာမရှိဘူးနော်လိမ္မာတဲ့လူလားမိုက်တဲ့လူလားလိမ္မာဆိုတာပရိယေကိုလိမ္မာရှင်းသလားလိမ္မာတယ်ဆိုတာပရိယေကိုလိမ္မာရတယ်အကျိုးရှိမရှိဟုတ်တယ်နော်အကောင်းအဆိုးအကြောင်းအကျိုးအမှားအမှန်ပိုင်းခြားနိုင်စွမ်းရှိရမယ်သဘောပါသလားသူတစ်ပါးကိုလက်ပတ်၍ဖျက်ဆီးတတ်တဲ့ပုံကိုယ်တွေနဲ့ပေါင်းတဲ့မပေါင်းတဲ့သူများကယုံအောင်ပြောတိုင်းမင်းအကျိုးရှိမှာကွာဒါစီးပွားဖြစ်မှာကွာဘာညာပြောတိုင်းယုံလို့ဖြစ်မလားအเจ้าမခိုင်လုံမဲနဲ့ယုံလို့ပျက်စီးတဲ့လူတွေရောတပုံကြီးမရှိဘူးလားအဲ့ဒါဘာဖြစ်လို့ပညာတစ်လုံးနဲ့မပြောနဲ့ပညာတစ်လုံးနဲ့မပြည့်စုံရှင်းပညာတစ်လုံးနဲ့ပြည့်စုံတဲ့ထင်တဲ့ပုံကိုယ်တွေပျက်စီးတာပညာနောက်ကဘာပါမလဲ
တတိပါမယ်အစဉ်အောက်မိတ်တတ်တဲ့တတိအဲ့ဒီတတိဒီအကောင်းဆိုအကြောင်းကျိုးအမှားအမှန်ပိုင်းခြားနိုင်စွမ်းရှိရမယ်အဲ့တော့ဒီနေ့ဓမ္မမြို့သူမြို့သားအလုံးတတိပညာကိုအရင်တည်ပြီးတော့ကိုယ့်ဘဝကိုအကျိုးရှိအောင်အသုံးချကြပါအခုသူတော်ကောင်းတို့သည်သာသနာ့ဘာမှလားမွေးလာတာသာသနာတွင်းမှာလားသာသနာတွင်းမှာဘုရားအဆုံးမရှိမရှိရှိပါတယ်ခုကြားနာခွင့်ရမရနားလည်နိုင်တဲ့စွမ်းတော်ရှိမရှိရှိပါတယ်တရားကိုအားထုတ်နိုင်တဲ့အင်အားကိုရှိသေးသလားရှိပါတယ်ပါရမီတွေပြည့်နေတဲ့ဘဝဟမ်ပါရမီလိုသေးလားပြည့်နေပြီလားပြည့်နေပြီဒီလိုဘဝမျိုးရဖို့တသံတရားလုံးမှာဒီတစ်ချိန်ပဲရခဲ့တယ်ရှင်းလားနောက်ထပ်ဒီတစ်ချိန်ရဖို့ဆိုများစွာပြန်ဆောင်အောင်ကျင်တယ်နော်ဒါမှမဟုတ်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကမင်းတို့တသံတရားနဲ့တနာกว่าရှင်းတယ်နော်အခုလိုလိပ်ပတ်လဲအောင်တစ္ဆာကိုသိခွင့်ရတဲ့ဘဝမျိုးဟာအမတန်ရှာမှရှာခုခင်ဗျားတို့အကောင်းဆုံးမသိအောင်လားသိပါပါအကြောင်းအကျိုးရောသိပါပါအမှန်အမှန်သိပါပါဒီမှာလေးပရိစ္ဆသမုပ္ပါဒေသနာကြီးနဲ့ရှိတော့အကြောင်းတရားနဲ့အကြောင်းရှိရင်အကြောင်းချုပ်ရင်ရုပ်နဲ့ပတ်သက်လာရင်ကံစိတ်ဥရုအာဟာရပြန်ပြောအဲ့တော့လူတယောက်သိဖို့ဆိုတာကံဖြတ်ရင်လည်းသိတယ်နော်စိတ်ကတတ်ရင်လည်းသိတယ်ဥရုကတတ်ရင်လည်းအာဟာရကတတ်ရင်လည်းဒီ၄ပါးကလွဲရင်တခြားနည်းနဲ့တတ်လို့မရရှင်းလားရုပ်ပျက်စီးဖို့မှာကံစိတ်ဥရုအာဟာရဘာမှမတွက်နဲ့ကျန်တာတွေသွားတွက်ရမ်းပြောမှာပဲဘေးရင်ဆရာသွားတွက်ရင်မင်းတို့မွေးတက်ကလေးမွေးပြီးတော့ကဏ္ဍနဲ့ကြည့်ပြီးပြောလိုက်အဲ့တော့ငါလုံးမွေးတဲ့လူလောကမှာဘယ်နှယောက်ရှိသလဲစဉ်းစားအဲ့ဒီလူတွေကံနေတူနိုင်သလားဒီနေ့အမေရိကန်သမ္မတနဲ့မွေးတက်ကလေးတူတဲ့လူတွေကမ္ဘာပေါ်မှာတပုံကြီးရှိတယ်ဘာလို့သူတို့သမ္မတမဖြစ်လဲသဘောပါသလားဘေးရင်တွက်ချက်ကတော့ဒါပဲဘာမှမပြောင်းလဲဘူးသူကသူလှည့်စားပြီးရှောက်ပြောရင်ပြောမှကဏ္ဍတော့ဒါပဲထွက်ဟင်ခွန်ကျွင်းရင်ဘာပြောလိုက်6ကျွင်းရင်ဘာပြောလိုက်9ကျွင်းရင်ဘာပြောလိုက်သူကဒါပဲအကျွင်းနဲ့ပြောတာဟင်သဘောပါလေနော်တကယ်အာလို့တတ်ပေတတ်တာကမ္မတကအကြောင်းတရားနဲ့အကြောင်းကောင်းရင်အဲ့ဒါအတိတ်ကမကောင်းတာပြုခဲ့တဲ့အာကုသိုလ်ကံကြီးအကျိုးပေးတော့မှကိုရရခြေလို့ဓာတ်ရိုက်တတ်စင်လို့ယုံသလားနားလေသလားကံကံအကျိုးကိုရှင်းသလားကောင်းတာလုပ်ရင်ငါခုနလမ်းပြင်တယ်လမ်းပြင်တာမကောင်းတာလုပ်တာလားကောင်းတာလုပ်တာကောင်းတာလုပ်ကောင်းကျိုးပေးနိဗ္ဗာန်လမ်းအဲ့ဒါတော့သူကတင်ကြိုင်ကုန်သွားတဲ့လမ်းပြင်တယ်မင်းတို့အဲ့လိုမအော်ပါဘူးကွာအဲ့ဒါနိဗ္ဗာန်လမ်းပြင်ရန်ကုသိုလ်ယူကြပါခမညာအာတုပယင်းလို့ပြောတော့ဘယ်သူမှမကြိုက်လို့နိဗ္ဗာန်ယင်းလို့ရေးပြီးရောသဘောပါသလားရှင်းရောရှင်းသလားလမ်းပြင်တာကုသိုလ်လားအကုသိုလ်လားကုသိုလ်လေလမ်းပြင်တာကုသိုလ်တန်ရှင်းလောက်တာကုသိုလ်မြို့ဝင်ကပုတ်စော်နာနေတာအဲ့ပုတ်စော်ရှင်းလိုက်တော့ဒါအများကြီးကိုယ့်အတွက်သက်သာသွားတယ်ကျင်ရတယ်နော်လူတွေချီကျူးလို့ဟုတ်လားဒီကြက်သေးပုတ်ဥပုတ်အသေးပုတ်ပုတ်စော်နာနေတာတွေကိုဒီကောင်တွေရအောင်ရှင်းနေဆိုတော့9000လုံးနိုင်မှမထင်ဘူးသဘောပါသလားချီကျူးတယ်ဦးဇင်းကတော့သူတို့လူစွမ်းကောင်းတွေတမူးမျိုးဤလူစွမ်းကောင်းများနော်အားလုံးအတွက်နစ်နာခံကြရှာတာအပြောဆိုခံအကဲ့ရဲ့ခံအရှုံချခံကြိုးစားကြရှာတာသဘောပါသလားအဲ့တော့အလိန်ခံရတယ်ဆိုတာပါလေလူမိုက်မဖြစ်ကြစေနဲ့အကျိုးရှိတဲ့အလုပ်ကိုကိုယ့်ကြောင့်မပြည့်စည်စေနဲ့သဘောပါသလားအဲ့တော့အကောင်ဆိုအကြောင်းအကျိုးအမှန်အမှန်ပိုင်းခြားသိတာဉာဏ်အသေးမူခင်ဉာဏ်ဥအောင်လို့အဲ့တော့သာသနာနဲ့တွေ့ကြိုးနှက်အောင်ကြိုးစားအယူမအစွဲမတွေကြားမှာနစ်မောမနေကြနဲ့ကျင်းနေပြီလား